အိမ်နီးနားချင်းနဲ့အတူတူတန်ပြခင်ပြည်ကြီးငါးဆိုင်တွဲဖွင့်ပြီးရောင်းခဲ့တာ2လအတွင်းအသားတင်မြက်3,200ရခဲ့တယ်အမျက်ကိုတယောက်တစ်ဝက်ခွဲမယ်လို့ပြောထားပြီးကမှလက်ကုံတော့သူကမျက်နှာပြောင်းပြီးဂရိဖြစ်တော်တယ်မုတ်တွန်းလဲကငါဟာဆိုင်နေရကလည်းငါဟာနေငါရောက်မလန်ပေးုံပဲလောက်တာနောက်ဆို1လ9,000ပဲပေးမယ်နဲ့တဲ့ထင်ရင်လစ်တော့တဲ့ကျမသူ့ရဲ့မောက်မဝင်းဝါနေတဲ့မျက်နှာကိုကြည့်ပြီးဘာမှထပ်မပြောပဲခါစီဝစ်စုံကိုတေးတေးချာချာခောက်ပြီးသူ့စပွဲပေါ်တင်ပေးလိုက်တယ်ကောင်းပြီမနက်ဖြန်ကစပြီးကျမမလာတော့ဘူးသူကသူ့ရဲ့တွန်းလဲနဲ့ဆိုင်နေရမရှိရင်ကျမအသက်မဆက်နိုင်ပဲ9,000ကျပ်ပေးကမ်းတာကိုလိမ္မာတလို့ပြန်လာလက်ခံလိမ့်မယ်လို့ထင်နေတာဒါပေမဲ့အဲ့ဒီ2လအတွင်းလူတွေတန်းစီဆောင်ကြတာကသူ့ရဲ့မုတ်တွန်းလဲကြောင့်မဟုတ်ပဲကျမစီမှာရှိတဲ့တညစီလုံးကိုမွေးပြန်ပြီးခြေလမ်းမရွေ့နိုင်အောင်ဆွဲဆောင်နိုင်တဲ့လျှို့ဝှက် sauce formula ကြောင့်ဆိုတာ तू မသိရှာဘူးအဲ့ဒီ sauce ရဲ့အဆက်တိုင်းကိုကျမတကားပိတ်ပြီးကိုယ်တိုင်ကြိုးချက်ထားတာနောက်တစ်ရက်မှာတော့ကျမသူ့ဆိုင်ရဲ့မျက်စောင်းထိုးမှာဆိုင်စုပ်လေးတစ်ခုထောင်းလိုက်တယ်ဆိုင်ဖွင့်လိုက်တာနဲ့တပြိုင်နက်ရနက်တွေမွေးကြိုင်သွားတော့တာပဲမုတ်တွန်းလဲကငါဟာဟုတ်တယ်မလားဆိုင်လက်ခါလဲငါပေးထားတာလေနေရာကိုလဲငါယောက်ျားကလူရှာပြီးယူထားတာဒီအရင်းကြီးတွေကိုနင်းတွက်ဖူးလားနင်းကတော့အမှန်တိုင်းပြောရရင်အဲ့ဒီမှာရောက်မလန်ပေးုံပဲတခြားလူနဲ့လဲလိုက်လေဒီအတိုင်းလုံနိုင်တာပဲနောက်ဆိုဒီလိုလုံမယ်နင်းကိုတစ်လကိုပုံသေးလားစား9,000ပေးမယ်စွန်စားရတာလည်းမရှိဘူးအမျက်ကိစ္စကိုတော့နင်းစိတ်ပူမနေနဲ့တော့ကျမအဲ့ဒီမှာရက်ပြီးစွန့်သွားမိတယ်ကျမနဲ့ကြက်လီဟွာကအိမ်နီးနားချင်းတွေပါကျမအလုပ်ပြုတ်ပြီးနောက်ပိုင်းသူနဲ့တူညစည်းမှာတန်ပြခင်ပြည်ကြီးငါးဆိုင်တွဲဖွင့်ခဲ့တာတရက်ကို2,000ကျော်တောင်ဝင်ငွေရှိတယ်ဒါပေမဲ့သူကတစ်လကိုကျမကို9,000ပဲပေးချင်တော့တယ်မကြက်အစတုန်းကပြောထားတာကအမျက်တဝက်ခွင့်မယ်ဆိုတာနှုတ်ကတိပြောတာကိုနင်းကအတိမတ်နေတာလားနင်းလက်ထဲမှာစာချုပ်ရှိလို့လားသဘောတူညီချက်ဒီလိုလားသူကလက်ဖက်ရည်ခွက်ကိုချပြီးခန္ဓာကိုယ်ကိုဆိုဖာနောက်မီစီမီလိုက်တဲ့သူ့လေတန်းကရှယ်ယာရှင်ချင်းချင်းတိုင်မင်နေတာနဲ့မတူပဲခွေးတကောင်ကိုစားနောက်နေတယ်လို့ပဲရှောင်မက်ငါကလည်းနှင်းကောင်းဖို့ပြောတာပါနင်းစဉ်းစားကြည့်ဦးနင်းမှာလက်နှစ်ဖက်ကလွယ်လို့ဘာရှိသေးလဲငါမှလှဲရှိတယ်ဆိုင်နေရရှိတယ်ငါယောက်ျားရဲ့အဆက်အသွယ်ရှိတယ်နင်းလိုအလုပ်ပြုတ်ပြီးကလေးတစ်ယောက်နဲ့အမေက1လ9,000ရတာနဲသေးလို့လားငါစဖို့မှုတစ်ယောက်ရှာရင်3,000နဲ့တင်ရနေပြီးနင့်ကို9,000ပေးတာကငါတို့အိမ်နီးနားချင်းမျက်နှာကြောင့်သူကပြောလဲပြောပြီးလက်ဖက်ရည်ခွက်ကိုမကရေတငုံထပ်တောက်လိုက်တယ်ပြီးတော့ကျမဈေးစစ်လာမလားဆိုပြီးမျက်စောင်းထိုးကြည့်နေတယ်အလုပ်ပြုတ်ပြီးကလေးကအခုနေ့ရက်ပေါင်း60အတွင်းမှာကျမနေတိုင်းမနေ့အစောကြီး4နာရီအတိအကျမှာပင်လယ်စာဈေးကိုတွားပြီးလက်ဆက်တဲ့ပြည်ကြီးငါးတွေကိုရွေးခဲ့ရတယ်9နာရီအိမ်ပြန်ရောက်ရင်ပြည်ကြီးငါးအကောင်ရနဲ့ချီရဲ့ကလေးစားတွေကိုထုတ်အကြည့်ချွဲတွေကိုစေးထားရလေးတွေပေးရတဲ့ညနေ4နာရီကြာရင်လှဲကိုတွန်းပြီးညဈေးကိုသွားတယ်တန်ပြားရှိမှမတက်ရက်ပြီးမနေ့အစောကြီး2နာရီအထိ10နာရီတိတိတခါမှထိုင်ဖို့အချိန်မရှိခဲ့ဘူးမင်းညကမိုးရအကြီးကျယ်ရွာတော့ကြက်လီဟွာကဘန်ကားထဲမှာမိုးခုန်နေပြီးကျမတယောက်တည်းထိအောက်မှာရက်ပြီးပြည်ကြီးငါအကုတ်300ကိုပြင်ပေးခဲ့ရတဲ့အစ်စ်တွေနာကျင်ကြိုက်ခဲ့ပြီးဒီမနေ့လက်တောင်မချီနိုင်ဘူးအခုတော့တရက်ကိုဝင်ငွေ2,000ကျော်ရပြီးဆိုင်လေးနာမည်ကြီးလာတော့မှနင်ကရောက်မလန်ပေးုံပဲလောက်တာဆိုတဲ့စကားတခုပဲပြန်ရတယ်ကြွအမအိတ်ထဲကခါစီဝစ်စုံကိုထုတ်ပြီးစပွဲပေါ်ဖုံးကနေတင်လိုက်တယ်ကောင်းပြီမနေ့ဖြန်ကစပြီးကျမမလာတော့ဘူးကြက်လီဟွာစွန့်သွားတယ်ဆူရှောင်မက်နင့်ကိုမျက်နှာပေးထားတာကိုအကောင်းမမှတ်ဘူးတပြားမှလည်းယူဖို့မစင်စားနဲ့မှာဆိုင်ဖွင့်ဖို့နေရာတော့မရှိပဲနဲ့ကျမလက်ကိုတကားလက်ကင်ပေါ်တင်ပြီးတုပ်ဖွင့်လိုက်တယ်မမချန့်စီးပွားရေးဒီထက်မကကောင်းပါစေကျမတကားဖွင့်ပြီးအပြင်ထွက်ကအနောက်ပြန်ပြီးတမန်တကားကိုကြဲကြဲလောင်လောင်ပိတ်လိုက်တယ်2လရက်ပေါင်း60တိတိနေတိုင်းမနေ့4နာရီထားပြီးဈေးကိုသွားကလက်ဆက်တဲ့ပြည်ကြီးငါးတွေကိုရွေးခဲ့ရတာလက်မှာအပူလောင်လို့ထွက်လာတဲ့အရေးကြီးဖူးလေးတွေကတစ်ခုပေါ်တစ်ခုထပ်နေပြီးခါစီဝစ်စုံပေါ်ကစီကွက်တွေကဆေးလို့တော့မပြောင်းတော့ဘူးရလက်ကတော့တခြားလူနဲ့လဲလိုက်လဲရတယ်ဆိုတဲ့စကားပဲကျမလှေကားပေါ်ကဆင်းပြီးကိုယ့်အိမ်ရှိရာတိုက်ခန်းစီလျှောက်လာခဲ့တယ်အိမ်တကားတုံးဖွင့်လိုက်တော့အိမ်ထဲမှာမီးမဖွင့်ထားဘူးကျမအိတ်ခန်းတကားဝါကိုလျှောက်သွားတယ်သားလေးတုတ်တုတ်ကကရင်လေးပေါ်မှာနှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့ကျမဆောင်လေးတိတိချာချာခြုံပေးပြီးချက်ပြုတ်ခန်းနဲ့ဝင်ကရေခဲတစ်တာကိုဖွင့်လိုက်တဲ့ထဲကဆင်းပေါ်မှာဖန်ပလင်းလေးတစ်လုံးနဲ့အထီးကျန်စွာရှိနေတဲ့ပလင်းတွေကကြက်တုံဖြူထောင်းနဲ့ငရုတ်သီးမုတ်လေးတွေကိုထုတ်ပြီးမိဖို့ခုံပေါ်တင်လိုက်တဲ့ကြက်လီဟွာကမုတ်တွန်းလဲကိုယူသွားတဲ့နေရာကိုယူသွားတယ်ဂက်စ်အိုးနဲ့တံပြားကိုလည်းယူသွားတယ်သူကပြည်ကြီးကအရသာရှိတာဆိုင်နေရကောင်းလို့သူတို့မှအဆက်အသွယ်ရှိလို့ထင်နေရတာပေမဲ့ဒီ sauce ပလင်းကြောင့်ဆိုတာ तू မသိဘူးဆိုင်တစ်ဆိုင်လုံးမှာကျမကလွဲလို့ကြံတဲ့သူဘယ်သူမှ sauce ဘူးကိုမကင်ဘူးနေတိုင်းဆိုင်မထွက်ခင်ကျမဒီ sauce ကိုဆိုင်ကတန်ဘူးလေးထည့်တဲ့ချက်ပြီးခါနီးကြမှာပပလေးတလွာတုပ်ပေးတာဒါကကျမဦးလေးစစ်တက်ရဲ့ထမင်းချက်အဖွဲမှာတော့ကခြံထားခဲ့တဲ့ formula ပဲအမွေးကြိုင်73မျိုးကို guarantee တိတိကျကျချိန်ဆထားတာဖြစ်ပြီးမိနစ်40ကျော်မီးပူချိန်ထိန်းကြီးရတာလက်နှစ်ဖက်ကိုမီးဖို့ခုံပေါ်ထောက်ပြီးနှက်ခမ်းတောက်မှာအပြုံးတစ်ခုပေါ်လာတဲ့ဝက်ဖဲကဒီမှာကျမခေါင်းထဲမှာရှိတာကျမထွက်သွားပြီးနောက်ကြက်လီဟွာပထမဆုံးလုပ်တဲ့အလုပ်ကဝက်ချက်ထန်းငိမ်မှာအလုပ်ခေါ်စာတင်တာပဲတန်ပြခင်ပြည်ကြီးငါစဖို့မှုခေါ်သည်လစာ3,000ညစာကျွေးသည်ရှောင်းချန်လို့ခေါ်တဲ့အသက်28နှစ်အရွယ်လူငယ်လေးတစ်ယောက်ရောက်လာတယ်သူကအကင်ဆိုင်မှာ2နှစ်လုပ်ဖူးတယ်တန်ပြခင်စီရီအားလုံးလုပ်တတ်တယ်လို့ပြောတယ်မကျန်းကသူ့ကိုဆိုင်ခေါ်သွားပြီးခုံပေါ်က sauce ဘူးတွေကိုညွှန်ပြတယ်ဒါတွေပဲဒီတိုင်းလိုက်လို့ရင်ရပြီးတဲ့ပစုံညမှာရှောင်းချန်ဆန်းလုပ်တယ်တံများပူလာတော့ပြည်ကြီးငါတင်လိုက်တယ်စုခနဲ့အတန်နဲ့အတူအပူချိန်ပြင်းပြင်းကြောင့်ပြည်ကြီးငါကချက်ချင်းလိတ်သွားတယ်ရှောင်းကရောက်မနဲ့အားရပါရဖိချလိုက်တော့ပြည်ကြီးငါတွေကရေတွေအများကြီးထွက်လာပြီးတံများပေါ်မှာပြည်ကြီးငါပြုတ်လို့ဖြစ်သွားတော့တယ်ကြက်လီဟွာကဘေးကနေမျက်မှောင်ကုပ်ပြီးရေတွေဘာလို့ဒီလောက်များနေတာလဲအမကြီးကအေးခဲထားတဲ့ပြည်ကြီးငါတွေကဒီလိုကြီးပဲခစ်တလောက်ကင်းလိုက်ရင်ရေခမ်းသွားမှာပါသူမသိတာကကျမအရင်တုန်းကနေတိုင်းမနက်ဆိုပြည်ကြီးငါတွေကိုတကောင်ချင်းစီမိဖို့ချောင်း3စက္ကူနဲ့ရေ6အောင်တုပ်ပေးခဲ့တာမိနစ်30ကြာမှရေခမ်းသွားပေမဲ့ပြည်ကြီးငါအရေကုန်းကမဆက်ဆက်ဖြစ်သွားပြီးရှောင်းချန်ကစက္ကူဘူးလေးထည့်ပေးလိုက်တယ်အရင်က3ချိန်တိုင်းလာဝယ်ဖူးပြီးတစ်ခါဝယ်ရင်နှစ်ပွဲအမြဲဝယ်တဲ့မိန်းကလေးတစ်ယောက်ရောက်လာတယ်အဲ့ဒီမိန်းကလေးကဦးကိုလှမ်းယူပြီးပြည်ကြီးငါတစ်ကုတ်ကိုယူကအပေါ်ဆုံးကပြည်ကြီးငါနှက်ခမ်းမွေးကိုကိုက်ပြီးနှစ်ချက်လောက်ဝါကြည့်တယ်ပြီးတော့သူ့လှုပ်ရှားမှုရပ်တန့်သွားတယ်မိန်းကလေးကပါဇက်ထဲကအစာကိုမျိုးချပြီးလက်ထဲကပြည်ကြီးငါကိုငုံကြည့်လိုက်တယ်အမတင်တို့ဖော်မြူလာပြောင်းလိုက်တာလားမပြတ်ပါဘူးအရင်အရတာအတိုင်းပါပဲဒီနေ့အစ်ရောက်တဲ့ဆရာကမီးပူချိန်ထိန်းတာနည်းနည်းလို့သွားလို့နေမှာမိန်းကလေးကခုံကိုတစ်ချက်ကြည့်ပြီးခေါင်းကိုခါရမ်းကကြမ်းတဲ့တဝက်ကိုအမိုက်ပုံနဲ့ပစ်ထည့်ပြီးလှည့်ထွက်သွားတော့တဲ့ဒုတိယမြောက်ဖောက်တဲ့ကတော့ဦးလေးကြီးတယောက်ပါရှောက်လာပြီးတန်ပြားပေါ်ကအနံ့ကို
နန်းကြည့်တယ်အရသာမမှန်ဘူးဆိုပြီးဖုန်းတောင်ထုံးမကြည့်တော့ပဲတန်းထွက်သွားတဲ့တတိယမြောက်ဖောက်တွေကတပွဲဝယ်တဲ့တလုတ်စားပြီးတာနဲ့ပြန်လှည့်လာပြီးစက်ကူဘူးကိုခုံပေါ်ဖုန်းကနေတင်လိုက်တဲ့ဆိုင်ရှင်ခမရပြည်ကြီးငါကညှိစောနေနေတာပဲအထက်ကကလေးစားအမြေးပါတော်တိတိချာချာမခွာထားဘူးပတ်စံပြန်အမ်းပေးည7 နာရီညဈေးသိန်းတော့ရှောင်းချန်ကတယောက်မှကိုရေစင်နဲ့ပြစ်ထက်ဂျာကင်းအင်ဂျီဖြူကိုချွတ်ပြီးခုံပေါ်တင်လိုက်တယ်အမကြီးဒီအလုပ်ကျွန်တော်မလုပ်နိုင်တော့ဘူးတညလုံးမှစုစုပေါင်းအပွဲ3ဆဲကျော်ပဲရောင်းရပြီးဖောက်တီ10ယောက်ကျော်ကပြန်လာဆဲသွားကြတယ်ကျွန်တော်အကင်ဆိုင်မှာ2နှစ်လောက်ခဲ့တာတခါမှဒီလိုဆဲမခံဘူးမလုပ်တော့ဘူးကျက်လီဟွာကခုံနောက်မှာရက်ပြီးဖုန်းထဲကငွေဝင်တဲ့မှတ်တမ်းကိုကြည့်နေတယ်စုစုပေါင်း34ယွမ်ဆိုင်လာရှောင်းချန်ရဲ့ဒီနေ့လစာနဲ့ပစ္စည်းဖို့နှုတ်လိုက်ရင်ဒီနေ့ရင်းတောင်100ကျော်ရှုံးတယ်အရင်ကကျမဒီမှာလုတ်တုံးတညကိုအနည်းဆုံး2000ဘူးရောင်းရတာမနဲ့အစောကြီးတနာရီမိနစ်40မှာကျမဖုန်းမိလာတယ်ကျက်လီဟွာစီကပါသူကစာပို့တာရှောင်းမှတ်အိပ်ပြီလားနစ်ဆော့စ်ကပုံမှန်ဆိုဘယ်တစ်စိတ်တုံးတာလဲငါ့ကိုနည်းနည်းလောက်ပြောပြပါဦးမမကိုကူညီတဲ့အနေနဲ့ပေါ့ကျမစာလုံးလေးလုံးပဲပြန်လိုက်တယ်ကိုယ်တိုင်လောက်တာ2မိနစ်လောက်ကြာတော့သူကနောက်ထပ်စာတစ်စောင်ထပ်ပို့တယ်လုံနီးလေးတင်ပေးလို့ရမလားကျမဖုန်းမျက်နှာပြင်ကိုအကြာကြီးကြည့်ပြီးမှဖုန်းပိတ်လိုက်တယ်ပြန်မပြောဘူးမနက်9နာရီခွဲပင်လယ်စာလက်ကားစေးမှာအကိုစွန်းဒီပစ္စည်းတွေကိုကျမအတွက်ပြီးတာ90ချန်ထားပေးပါအကောင်အလက်စားနဲ့အသားထူတာလေးတွေလိုချင်တယ်ကိုစွန်းကရေထွက်ပစ္စည်းဆိုင်ရဲ့ပိုင်ရှင်မှာရှောင်းမှတ်နင်းပစ္စည်းမလာယူတာရက်နေနဲ့ရှိပြီးတော့ကြက်လီဟွာနဲ့စကားများပြီးလမ်းခွဲလိုက်ကြပြီးလို့ကြားတယ်လမ်းခွဲလိုက်ပြီးသူမနေ့မနက်ကယောက်ျားတစ်ယောက်ကိုငါစီလွတ်ပြီးပစ္စည်းလာယူခိုင်းတယ်ဘာမှလည်းမသိပဲအကောင်ကြီးကြီးတွေကိုပဲရွေးသွားတယ်အသားကပွားနေလားကျစ်နေလားဆိုတာလည်းမကြည့်ဘူးနင်ဘယ်တော့ပြန်စမှာလဲနင်သာပြန်လို့ရင်အကောင်းဆုံးပစ္စည်းတွေကိုငါအမြဲတမ်းခြံထားပေးမယ်မကြခင်ပါပဲအနောက်ကျဆုံးတံပတ်ခါပေါ်ရေထွက်ပစ္စည်းဈေးကထွက်လာပြီးကျမတို့ခြံညဈေးစီမံခန့်ခွဲရေးရုံးကိုတန်းသွားခဲ့တယ်နေရာမရှိဘူးအခုကလူရတီရောင်းတွက်တဲ့ရာတီလေးတလန်းလုံးမှာရှိတဲ့ဆိုင်ငန်း120စလုံးပြည့်နေပြီးနင်ကတန်းစီခြင်းနဲ့ဆိုရင်ရှေ့မှာစောင့်နေတဲ့သူအယောက်40ကျော်ရှိသေးတယ်ဦးလေးဦးယာယီဆိုင်ငန်းဖြစ်ရပါတယ်စပွဲတစ်လုံးချလို့ရရင်ပြီးတာပါပဲကျမရှေ့ကိုတလန်းတိုးပြီးရုံးစားပွားအဆုံးကိုလက်နဲ့ကင်လိုက်တယ်တကယ်မရှိတာပါလူသွားလမ်းမှာချရောင်းလို့မရဘူးအခုစီပင်ကအစ်စ်စေးအရန်တင်းကျက်တယ်ကျမစီမံခန့်ခွဲရုံးကထွက်လာပြီးမိုးလဲတနာရီရဲ့ပူပြင်းတဲ့နေအောင်အောက်မှာရက်နေမိတယ်လက်ထဲမှာတော့ကိုစွန်းစီကရှင်းခဲ့တဲ့ပစ္စည်းဖို့ဖြတ်ပိုင်းရှိပြီးကက်ထဲမှာနောက်ဆုံးစုဆောင်းငွေ4000ပဲကျန်တော့တဲ့ပစ္စည်းရှိတယ်ပညာရှိတယ်ဒါပေမဲ့နေရာမရှိဘူးည10နာရီမှာကျမကတင်ပေါ်လဲရင်ပတ်ဝန်းကျင်ကညဈေးသေးလေးတွေရဲ့လူဦးရေစီးဆင်းမှုကိုအထက်ထက်တွက်ချက်နေတော့ဖုန်းကတုံခါလာတယ်ခေါ်ဆိုသူအမီကကင်းခောက်ဆွဲပြမမပြောင်းနဲ့မမပြောင်းကတုံးချန်ညစီကဆိုင်ဟောင်းတစ်ဆိုင်ဖြစ်ပြီးကျန်းလီဟွာရဲ့အရင်ဆိုင်နေရဘေးကက်လက်မှာရှိတာအတန်လဲကျဲပြီးလူကလည်းပွင့်လင်းရိုးသားတယ်ကျမဖုန်းလက်ခံလိုက်တဲ့အိပ်ပြီလားမမပြောင်းဘက်ကအနောက်ခံအတန်တွေကအရန်ဆူညံနေပြီးရောက်မနဲ့တံပြားရိုက်တန်တွေကအကျဲကြီးထွက်နေတယ်မအိပ်သေးဘူးမမပြောင်းဘာဖြစ်လို့လဲဟင်ငါသတင်းတစ်ခုစုံစမ်းရထားတယ်မမပြောင်းကအတန်ကိုနှိမ့်ပြီးတိတ်ဆိတ်တဲ့နေရာကိုရှောက်သွားတယ်ညစီရဲ့အရှိဘက်အစွန်ဆုံးကအကျော်ဆုံရောက်တဲ့ကိုကြောက်သူ့အမေကဇာတိရွာမှာခြေထောက်ကျိုးသွားလို့သူဒီညပဲယထာလက်မှတ်ဝယ်ပြီးအပြေးပြန်ရတော့မယ်သူဆိုင်ဖွင့်တဲ့နေရာကမကြခင်လောက်ဝက်လောက်လွတ်သွားလိမ့်မယ်ကျမကတင်ပေါ်ကနေချက်ချင်းထထိုင်လိုက်ပြီးလောက်ဝက်တောင်လားဟုတ်တယ်လက်ဝက်ကြရင်သူပြန်လာမှဆိုတော့နေရာပြန်ပေးရမယ်ပြီးတော့အဲ့ဒီနေရာကညဈေးရဲ့အစုံဆုံးတိကန်စုံထဲမှာရှိတာဘေးကလမ်းပိတ်ကြီးလူဝင်ထွက်အရန်နေတဲ့လူ100ညဈေးပိတ်ရင်အများဆုံး10ယောက်ပဲအဲ့ဒီအစုံထိရောက်တာအများစုကလမ်းတစ်ဝက်ကနေပြန်လှည့်သွားကြတာကျမယူမယ်ကျမတန်းပြောလိုက်တယ်တေတော့ချစဉ်းစားဦးနော်ညီမလေးအဲ့ဒီမှာဖျက်လျှောက်တဲ့သူတော်မရှိတဲ့လောက်ပဲကျမယူမယ်မမပြောင်ကျေးဇူးအများကြီးတင်ပါတယ်မနေ့ပြန်ကြရင်ကျမသွားလိုက်မယ်ကျမတဲ့အိုးတလုံးမိဖို့တစ်ခုရောက်မှနဲ့အမွှေးစုပ်တွေဝယ်ပြီးအိမ်ပြန်ရောက်တော့ကတ်ထူပြားတစ်ခုနဲ့အမဲရောင်မကလောင်တစ်ချောင်းကိုထုတ်လိုက်တယ်တုတ်တုတ်ရီမိမိကိုစာလုံးလေးအချို့ရေးပေးပါအောင်ဟုတ်ပြီလားတုတ်တုတ်ကစပွဲအသေးလေးရှိမှာထိုင်ပြီးမာကာကလောင်တဲ့ကတ်ထူပြားပေါ်မှာတံပြားကင်ပြည်ကြီးငါတပွဲလျင်10တရွမ်းလို့တေးတေးတက်တက်ရေးပေးတယ်ရေးပြီးတော့သူခန်းထဲပြေးဝင်သွားပြီးအယောင်ချဲကလောင်တွေကိုထုတ်ကစားလုံးပေးမှာခြေလက်များကြီးပါတဲ့ပြည်ကြီးငါပုံလေးဆွဲတဲ့အပေါ်မှာတော့အနီရောင်ကလောင်နဲ့အငွေ့ပြန်နေတဲ့ပုံစံလှိုင်းတွန်းလေးတွေဆွဲပေးတယ်မေမေလှလားဟင်လာတာပေါ့ကျမကတ်ထူပြားကိုချင်းတောင်းနဲ့ထည့်လိုက်တယ်ညနေ9နာရီခွဲတုံးချန်ညဈေးရဲ့အဆုံးမှာကျမစပွဲခင်းတထူပြား3လွှာခင်းပြီးတံပြားတင်လိုက်တဲ့ sauce တွေအပြည့်ထည့်ထားတဲ့ဘူးတွေကိုစပွဲပေါ်တင်လျှက်စစ်ဝါယာကျူတစ်ချောင်းတွေ့တန်းပြီးမိသီးကိုဘေးကတက်တိုင်မှာချိတ်လိုက်တဲ့တုတ်တုတ်ကအဲ့ဒီကတ်ထူပြားကိုစပွဲရှိမှာထောင်ထားပေးတယ်ဘေးကမမပြောင်ကရန်ဖီတပွဲကိုကင်ပြီးရှောက်လာကကျမရဲ့ဆိုင်လေးပက်ပက်လေကိုတစ်ချက်ကြည့်ပြီးညီမလေးနဲ့မှာတွန်းလဲလေးတောင်မရှကြည့်ပါလားမပြောင်ကအဲ့ဒီဆောင်းကတ်ထူပြားကိုကြည့်ပြီးမျက်မှောင်ကုတ်သွားတယ်အရန်ကြည့်မကောင်းလို့ဘူးလားထောက်တယ်တွေကဆိုင်းဘုတ်တောင်မရှိတာမြင်ရင်ဘသူကဝယ်ရဲမှာလဲကျမဖန်ပလင်းတွေကကြက်တုံဖြူ sauce ကိုနောက်ဆုံးဘူးတွေကိုလောင်းထည့်ပြီးဝက်လဲစုပ်တစ်ခုနဲ့တံပြားဆုံးတွေကိုပြောင်းစင်အောင်တုပ်လိုက်တယ်မမပြောင်ဒဲအိုးကပူနေပြီး sauce ကမှုေးနေရင်ပြီးတာပါပဲညနေ6နာရီမှာညဈေးဝင်ဝါကလူတွေစတင်စီးဝင်လာကြပြီးဆိုင်ငန်းအတီးတီးရဲ့မီးဆိုင်ဘုတ်တွေအကုန်လင်းလာပြီးတချင်းတန်အော်ရောင်းတန်တွေရောနှောနေပေမဲ့ကျမရဲ့ဒီထောက်တွေကတော့တိတ်ဆိတ်လို့3 10ဝက်မီသီးလေးကပဲဖြူဖြော့အလင်းရောင်ပေးထားနိုင်တဲ့တုတ်တုတ်ကခုံပူလေးပေါ်မှာထိုင်ပြီးလွယ်အိတ်ကိုပေါင်ပေါ်တင်ကစပွဲလုပ်ပြီးအိမ်စာအုပ်ဖွင့်နေတယ်ညဈေးထဲဝင်လာတဲ့လူအများစုကအဝင်ဝါကနေဝင်လာပြီးလမ်းတစ်ဝက်လောက်ရောက်ရင်ပြန်လှည့်သွားကြတာများတယ်ကျမမလောပါဘူးတံပြားကိုပူအောင်လုပ်ပြီးစီပါပါလေးတုတ်လိုက်တဲ့ပြင်ဆင်ထားတဲ့ပြည်ကြီးငါးတစ်ကုတ်ကိုယူပြီးတင်လိုက်တော့စီခနဲ့မြည်သွားတယ်ကျမနာယီကိုတုံးကြည့်ပြီးမိကိုမြင့်လိုက်ကတံပြားပေါ်ကိုလက်ဆက်တဲ့ပြည်ကြီးငါးနောက်ထပ်9ကုတ်တင်လိုက်တယ်စက္ကန့်3ဆက်အကြာမှာတစ်ဖက်လန်ပြီးဇွန်းနဲ့ကြက်တုံဖြူမယုတ်တီ sauce အကြီးကြီးတစ်စုံခက်ကပြည်ကြီးငါမျက်နှာပြင်ပေါ်တုပ်ပေးလိုက်တယ်ပြရှာတဲ့ကြက်တုံဖြူကင်မွေးနှန်းကညလီနဲ့အတူလမ်းပိတ်ကြီးရဲ့အပြင်ဘက်မီတာ90အကွာညဈေးလမ်းလက်စီကိုတန်းပြီးလွင့်ပြန်သွားတော့တယ်ငယ်ရွယ်တဲ့ချစ်သူမောင်နှံ2ဦးအနောက်ပြန်ရှောက်နေတော့မင်းကလေးကရုတ်တရက်ခြေလမ်းရက်ပြီးယောင်ကြားလေးရဲ့လက်ကောက်ဝတ်ကိုဆွဲလိုက်ကခဏနေဦးမင်းကလေးကနှာခေါင်းလေးရှုံပြီးလမ်းပိတ်ရှိရာဘက်ကိုလှည့်ကြည့်လိုက်တယ်ဘာဖြစ်လို့လဲမပတ်တော့ဘူးလားကြက်တုံဖြူကင်မွေးနှံလေးနန်းကြည့်ဦးယောင်ကြားလေးကအသက်ရှူသွင်းပြီးနန်းကြည့်လိုက်တယ်ရတယ်ဒီအနံ့ကလုံးဝရှယ်ပဲလာသွားကြည့်ရအောင်သူတို့နှစ်ယောက်အနံ့နောက်ကိုလိုက်ပြီးညဈေးရဲ့အဆုံးထိရှောက်လာကကျမရဲ့အပြာရောင်ခောက်စားပွဲရှိမှရက်လိုက်ကြတယ်မင်းကလေးကမြေပြင်ပေါ်ကစာရေးထားတဲ့ကတ်ထူပြားကိုတစ်ချက်ကြည့်ပြီးတော့ဒဲအိုးတစ်လုံးနဲ့ရှိတဲ့စပွဲခုံကိုကြည့်ပြီးမျက်မှောင်ကုတ်က9စက္ကန့်လောက်ဝေခွဲမရဖြစ်ပြီးမှဖုန်းထုတ်လိုက်တယ်ဆိုင်ရှင်နှစ်ပွဲပေးပါဟုတ်ကဲ့ကျမတော်တော်လက်လက်နဲ့ပြည်ကြီးငါးတွေကိုစက်ကူဘူးထဲထည့်ပြီးကမ်းပေးလိုက်တယ်မင်းကလေးကဘူးကိုလှမ်းယူတကုတ်ကိုမပြီးပြည်ကြီးငါးနှုတ်ခမ်းမွေကိုကိုက်စားလိုက်တယ်ဖျားရည်
ဒီပြည်ကြီးငါကဝါလို့အရန်ကောင်းပြီးအသားကအိနေတာပဲအရီရွှမ်းပြီးအပြင်ကကျုပ်အထဲကနူးညံ့တဲ့တကယ်ကိုဆွဲမက်စရာအနံ့ပဲနေလဲမြန်မြန်စားကြည့်ဒီရတာပဲပြီးခဲ့တဲ့အပတ်ကညဈေးအလဲကဆိုင်မှာစားခဲ့တဲ့အရသာအတိုင်းပဲမိန်းကလေးကခေါင်းတဆက်ဆက်ညှိရင်ဖုံးထုတ်ပြီးကျမနဲ့ခောက်စားပွဲကိုသုံးပုံဆက်တိုက်ရိုက်လိုက်တယ်ကျမရှာနေတာရက်ပေါင်းများစွာရှိပြီးဆရာကြီးမလုပ်တော့ဘူးထင်နေတာနောက်ထပ်9ကုတ်กินပေးပါဦးမဟုတ်ဘူး10ကုတ်ပေးသူကခေါင်းငုံပြီးဖုံးမျက်နှာပြင်ကိုမြန်မြန်နှိပ်ကဝက်ချက်ထိုင်းဝင်တင်လိုက်တယ်10မိနစ်အကြာမှာအလဲလက်ရွယ်အမျိုးသားတယောက်လမ်းပိတ်ထဲကိုခြေလမ်းကျကျနဲ့ဝင်လာပြီးဟိုဟိုဒီဒီဝဲဝဲကြီးကကျမကိုမင်းတို့တန်းပြီးရှောက်လာခဲ့တဲ့ဆရာကြီးခမည်းတီကိုပြောင်းလာတာကိုပြီးခဲ့တဲ့အပတ်ကအရင်နေရာမှာသွားဝယ်တာတလုတ်စားပြီးတာနဲ့အကုန်ထွေးထုတ်လိုက်ရတဲ့လူပြောင်းသွားပြီဆိုတာကျွန်တော်ချက်ချင်းသိလိုက်တယ်ဦးလေးကြီးကဖုံးထုတ်ပြီးစပွဲပေါ်ကကျူအာကုတ်ကိုစကန်ဖက်ကကျွန်တော်ဒီနဲ့နောက်ကိုလိုက်ရှာတာလမ်းတစ်ဝက်လောက်ရှိပြီးကျွန်တော်ကိုအကုတ်20ပေးပါပါဆယ်ထုတ်ပေးပါဘေးကကင်ခောက်ဆွဲပြားရောင်းတဲ့မမပြောင်းကဆိုင်နောက်မှာရက်ပြီးရောက်မကိုကိုင်ကအပြင်ဘက်ကိုအတန်ကုန်အော်ပြောပေးရှာဒါတဲ့အထဲကိုဝင်လာခဲ့ကြပါလာအရင်ကလူတွေအရှိကြီးတန်းစီရတဲ့တန်ပြားကင်ပြည်ကြီးငါးဆိုင်ကဒီမှာရှိတဲ့နေရာပြောင်းသွားတာအထဲကိုလာခဲ့ပါအဲ့ဒီမိန်းကလေးရဲ့ကိုချက်ထိုင်းဝင်စာကိုမြင်ပြီးတငယ်ချင်း3ယောက်ကတက်ဆီစီးပြီးရောက်လာကြတယ်အလုသမားဝစ်စုံနဲ့ဦးလေးကြီးအိမ်ပြန်ရောက်တော့သူ့မိန်းမကပြည်ကြီးငါးကိုမြည်ဆန်ပြီးတပ်ပုံကိုအိမ်ရဝင်းရဲ့အစားအသောက်ဂယုထဲပို့လိုက်တယ်ဂယုထဲမှာလူ200ကျော်ရှိတာမို့အဲ့ဒီညမှာတင်10ယောက်ကျော်ကတီနေရာအတိုင်းလိုက်လာကြတယ်မျက်မှန်တက်ထားတဲ့တက္ကသိုလ်ကျောင်းသားတစ်ယောက်က10မိနစ်လောက်တန်းစီပြီးဝယ်ရတယ်ဝယ်ပြီးတော့ပြည်ကြီးငါးကိုမြောက်ပြီးဗီဒီယိုတိုလေးတစ်ခုရိုက်တယ်စာသားထဲမှာအဆုတ်ဆုံးဆိုင်ကအကောင်းဆုံးပြည်ကြီးငါးလို့ရေးထားတယ်ကျမတန်ပြားရှိမှာရက်ပြီးညာဘက်လက်ကရောက်မကိုကင်ဘဲဘက်လက်ကအကုတ်တွေကိုကင်ရင်လက်ကောက်ဝတ်ကိုဆက်ရုပ်လို့အထက်ထက်လှုပ်ရှားနေရတဲ့ချွေးတွေကနဖူးကနေတဆင်မျက်လုံးနဲ့စီးကြလာလို့တထောင်စင်းနဲ့ပဲမြ мян တုတ်လိုက်ရတယ်ငွေဝင်ပါသည်30ယွမ်ငွေဝင်ပါသည်90ယွမ်ဆိုတဲ့အတန်တွေတုတ်တုတ်ကဘေးကခုံတန်းလျာပူလေးပေါ်မှာထိုင်ပြီးဝါးတန်တွေရေးတွက်ပေးပလတ်စတစ်အိတ်တွေဖြည့်ပေးရှာတဲ့မနက်အစောကြီး10နာရီခွဲမှာနောက်ဆုံးပြည်ကြီးငါးတကုတ်ရောင်းကုန်သွားလို့ gas over ကိုပိတ်ပြီးလက်နှစ်ဖက်ကိုစပွဲပေါ်ထောက်ကအသက်ကိုပြင်းပြင်းရှူနေမိတယ်မပြောင်ကခေါင်းပြူပြီးဒီနေ့ဘယ်လောက်ဖို့ရောင်းရလဲလို့မေးလို့ကျမဖုန်းဖွင့်ကြည့်လိုက်တော့2100လမ်းနဲ့ဟဲ့ဒဲအိုးတစ်လုံးနဲ့2100ဖို့ရောင်းရတာဒီလမ်းမှာနင်းပထမဆုံးပဲကျမဆိုင်သိမ်းပြီးကရိယာတွေကိုချင်းတောင်းတဲ့ထက်ကလှဲ့ထွက်မှာမေတားပိုက်စားပြီးကျမအေးခံပုံရဲ့အောက်ခြေကိုဖွင့်ကြည့်တော့လှီးရင်းပြတ်သွားတဲ့ပြည်ကြီးငါအစအနာအနှဲငယ်ကျန်နေသေးတာတွေ့လို့မိပြန်မွေးစီထဲပြီးအစအနာတွေကိုထည့်လော်လိုက်တယ်ဇီယာစိမုတ်လေးဖြန်း sauce တလွာတုပ်ပြီးတတုပြပကံတဲ့ထက်ကတုတ်တုတ်ကိုပေးလိုက်တယ်တုတ်တုတ်ကလက်နဲ့တုံးကောက်ကင်ပြီးပါစက်ထဲသွင်းကဝိုင်းကောင်းမော်ပြီးကျမကိုပြုံးပြတယ်ကောင်းရဲ့လားတားကောင်းတယ်တော်တော်ကြက်ရဲ့လှဲကြီးပေါ်မှာလှုပ်တာထက်ကိုစားလို့ကောင်းတယ်ဘာလို့လဲတားရဲ့တုတ်တုတ်ကပြည်ကြီးငါကိုမျိုးချပြီးကျမကိုကြည့်ကဘာလို့လဲဆိုတော့ဒါကတားတို့ကိုပိုင်ဆိုင်လေးမို့လို့ပေါ့ကျမသူ့ကိုကြည့်ရင်မျက်ရည်တွေကထိမ့်မရပဲကွန်ကရစ်မြေပြင်ပေါ်စီးကျလာတယ်ကျမလက်မောင်းတွေကိုဆန့်ထုတ်ပြီးသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိတယ်ငါထားတဲ့ဆိုင်နေရာကလောက်ဝက်ပဲရတာဒီလောက်ဝက်ကကျမရဲ့အသက်ရှင်တန်ရေးလိုက်မဲ့ဒုတိယမြောက်နေ့ကစပြီးကျမတန်ပြားကိုပူအောင်လုပ်ကအကောင်ကြီးဆုံးပြည်ကြီးငါအကုတ်20ထုတ်ပြီးအကုန်လုံးကြက်အောင်กินနေရှာတိုဝက်ဆော့စ်ကိုတုပ်လိုက်တယ်ပြီးတော့တန်ရှင်းတဲ့စကူဘူးအထက်လိုက်ကိုထုတ်ပြီးတပူးချင်းစီမှာတကုတ်စီထဲကခုံပေါ်တင်ထားလိုက်တယ်လမ်းဘေးမှာထိုင်ပြီးအိမ်စာလုပ်နေတဲ့တားဖြစ်သူကိုလက်လန်းပြလိုက်တယ်တုတ်ဒီကိုလာဦးတုတ်ပြေးလာတော့ကျမကစက်ကူဘူးတွေအပြည့်ထည့်ထားတဲ့လင်းပန်းတစ်ခုကိုသူ့ကိုကမ်းပေးပြီးဓာတွေကိုတဲသွားပြီးရှိကတလန်းလုံးမှာရှိတဲ့ဦးဒေါ်တွေကိုလိုက်ဝေပေးလိုက်ပါအနက်နန်နဲ့တို့ဟူရောင်းတဲ့ဒေါ်လေးကျိုးခောက်ဆွဲကြော်ရောင်းတဲ့ဦးလေးလီစီတီကိုချောင်းရောင်းတဲ့ဦးလေးဖန်းတို့ကိုတယောက်တပူးစီပေးခိုင်းတယ်ဒေါ်တားမေကပြည်ကြီးငါကျွေးတာပါမပြောင်ကပြည်ကြီးငါကိုယူကြိုက်ပြီးမျက်လုံးအပြူသားနဲ့ဒီရတာကတကယ်ရှယ်ပဲညီမလေးနစ်လက်ရာကဒီလောက်ကောင်းတာကြက်လီဟွာကမျက်စိကန်းလို့နင့်ကိုမောင်းထုတ်တာပဲကျမဝက်လဲစုံနဲ့တံမြားကိုတုပ်ရင်မပြောင်ကိုလှည့်ပြုံးပြလိုက်တယ်သူ့အကြောင်းမပြောပါနဲ့တော့မမရေကိုစီပွားရေးပဲလုပ်ကြတာပေါ့တုတ်ကလင်မန်းကိုကင်ပြီးလမ်းတစ်လျှောက်တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ဝေတယ်ခောက်ဆွဲကြော်ရောင်းတဲ့ဦးလေးလီကပြည်ကြီးငါကိုစားပြီးမျက်နှာတုပ်ပေါ်ပါနဲ့ပါစက်ကိုတုတ်ကညနေ9နာရီမှာလမ်းလျှောက်လာတဲ့လူတစုကဦးလေးလီရဲ့ဆိုင်ရှိမှာရက်လိုက်ကြတယ်ခောက်ဆွဲကြော်အပွဲကြီးကျက်ဦးနဲ့အခုချက်ချင်းရစေရမယ်ဦးလေးလီကခောက်ဆွဲကြော်ရင်းနဲ့လမ်းပိတ်ရှိရာဘက်ကိုညွှန်ပြပြီးခမရတို့ခောက်ဆွဲကြီးပဲစားရင်၆နေလိမ့်မယ်အထဲဆုံးကဆိုင်မှာတံမြားကင်ပြည်ကြီးငါအနှဲငယ်ဝယ်ပြီးတွဲစားကြည့်လုံးဝလမ်းသွားစေရမယ်မကောင်းရင်ကျွန်တော်စီပြန်လာခဲ့ည8နာရီမှာအနက်နန်နဲ့တိုဟူရောင်းတဲ့ဒေါ်လေးကျိုးကတိုဟူလာဝယ်တဲ့ចောင်းသားတွေကိုလှမ်းအောင်ပြောတယ်အထဲမှာအစ်စ်ဖွင့်ထားတဲ့ပြည်ကြီးငါဆိုင်ကလုံးဝရှယ်ပဲတွားမြည်ကြည့်ကြဦးတညဈေးလုံးကဆိုင်ရှင်တွေအားလုံးကကျမဘက်ကနေကူညီပြောပေးကြတယ်ဘယ်သူမှကြက်လီဟွာအကြောင်းမပြောသလိုဘယ်သူမှလည်းကြက်လီဟွာဘက်ကိုမတွားကြဘူးဘာလို့လဲဆိုတော့ကျမကအကျိုးမြတ်ကိုခွဲဝေပေးတက်လို့ပြီးတော့ကွဲရမှာလဲသူတစ်ပါးကိုမဆဲဆိုခဲ့လို့ပါပဲဖောက်တယ်တွေကတတုတ်ပြီးတတုတ်လမ်းပိတ်ထောင်စီလျှောက်လာကြပြီးဝင်ငွေက2100ကနေ2400အဲ့ဒီကနေ2800အထိတက်လာခဲ့တယ်15ရက်အကြာမှာတော့ကိုကြောက်ကလှဲတွန်းပြီးညဈေးကိုပြန်ရောက်လာတယ်ကိုကြောက်ကကျမကိုတတိတအိတ်ကမ်းပေးပြီးရှောင်းမတ်ငါအတွက်နေရာလေးဆောင်ပေးထားလို့ကျေးဇူးတင်ပါတယ်ကွာကျမခောက်စားပွဲကိုတင်ပြီးချင်းတောင်းကိုမလိုက်တယ်မိုးလဲ3နာရီမှာကျမစီမံခန့်ခွဲရေးရုံးရဲ့တကားကိုခောက်လိုက်တယ်ဦးလေးဝူကရုံးစားပွဲနောက်မှာထိုင်ပြီးလက်ဖက်ရည်တောက်နေတယ်ဦးလေးဝူကိုကြောက်ပြန်လာလို့နေရာပြန်ပေးလိုက်ပါပြီကျမတရားဝင်ဆိုင်နေရတစ်ခုရှောက်ထားခြင်းလို့ပါဦးလေးဝူကလက်ဖက်ရည်ခွက်ကိုချအန်ဆွဲကိုဖွင့်ပြီးတစိမ့်အနီအောင်ရိုက်နေထားတဲ့စာရွက်စာတမ်းတစ်ခုကိုထုတ်ပြီးကျမရှိကိုတွန်းပေးလိုက်တယ်ငါဒီလောက်ဝက်ပတ်လုံးအပြင်ကဆိုင်ရှင်တွေနဲ့အကြောင်းပြောနေတာနေတိုင်းကြားတယ်နင်ကလူပွင့်လင်းပြီးလက်ရလဲကောင်းနေတဲ့အရင်ကကြက်လီဟွာရှိတုန်းကတော့ဘေးပတ်ဝန်းကျင်ကလူတွေနဲ့နေတိုင်းရန်ဖြစ်နေတာသူတယောက်တည်းခွဲလုပ်ပြီးနောက်ပိုင်းဆိုပိုဆိုးတာပေါ့လူရဲ့လူရောင်တော့မရှိတော့ဘူးဦးလေးဝူကဆက်ပြီးအရှိတ်အဆုံဆုံးမှာနိုင်ရန်ကလမ်းပိတ်ထောက်ရီတစ်ခုရှိတယ်မိုးကမိုးရီတစ်ခုနဲ့တွဲလျက်လေအဲ့ဒီနေရာကမူလာကဆိုင်ချခွင့်မပြုဘူးဒါပေမဲ့ငါနင့်ကိုယာယီလုပ်ငန်းလိုင်စင်တစ်ခုအထူးခွင့်ပြုပေးမယ်ဆိုင်နေရာရွှေ့နေစရာမလိုတော့ဘူးနင်အဲ့ဒီမှာပဲရေရှည်ချေချလိုက်တော့ကျမလက်နှစ်ဖက်နဲ့စာရွက်စာတမ်းကိုလှမ်းယူပြီးအိတ်ထဲကဆိုင်လာငွေကိုထုတ်ကရေးတွက်ပြီးစပွဲပေါ်တင်လိုက်တယ်ကျေးဇူးတင်ပါတယ်ဦးလေးဝူဆိုင်နေရအစ်စ်က2မီတာကျယ်ပြီးခေါင်းပေါ်တက်တယ်မှာအပြင်ဘက်ကိုပြူထွက်နေတဲ့အပြာရောင်ပလတ်စတစ်မိုးကအမိုးရှိတယ်ဇူလိုင်လရဲ့ညတွေကမှောင်တာအရန်စောတယ်8နာရီအတိမှာလေပြင်းတွေတိုက်ခတ်လာပြီးနောက်မိုးတဲထန်စွာတန်းရွာချပြီးကွန်ကရစ်မြေပြင်ပေါ်ကိုဖုံးကနေဖြန်းချတော့တာပဲကြီးမားတဲ့မိုးရေစက်တွေကြောင့်မြူဖြူတွေထလာပြီးတညဈေးလုံးရုတ်တရက်ရုံးရင်းဆန်ခတ်ဖြစ်သွားက
လူတွေထွက်ပြေးကြတော့တယ်မုံရောင်းတဲ့ဆိုင်ရှင်တွေကလည်းအလူရက်ပလတ်တစ်စာတွေဆွဲပြီးလှဲတွေကိုဖုံးကအပြင်ဘက်ကိုတိုးထုတ်ပြေးကြတယ်10မိနစ်တောင်မပြည့်ခင်မှာမူလာကစူညံနေတဲ့လမ်းမကြီးက၆ကတ်သွားပြီးဆိုင်တွေအကုန်လုံးတိမ်သွားကြတယ်ကျမကတော့မလုံးမရှက်ပဲအပြာရောင်မိုးကအမိုးအောက်မှာရက်နေခဲ့တယ်မိုးရေတွေကအမိုးဆုံးကနေစီးကြလာပြီးရေကာတာတစ်ခုလိုဖြစ်နေလို့မိုးရေဆက်တွေအထဲကိုမဝင်နိုင်ဘူးကျမဂတ်အိုးကိုဖွင့်ပြီးတံများကိုဆက်ပြီးပူစေတယ်စီမီကိုတွေကမိုးရွာတဲ့နေ့ရဲ့ဆိုထိုင်းစားကြောင့်အောက်ကိုဖိနှိပ်ခံထားရပြီးကောင်းကင်ရံကိုမပြန်လွှင့်နိုင်ပဲမြေပြင်ကနေ1မီတာ2မီတာကွာလေထုထဲမှာပဲဝဲလည်နေတယ်ပြင်းရှားတဲ့ကြက်သွန်ဖြူကင်မွေးနှံကတာယာတဲ့နေ့တွေထက်ပိုပြီးတော့တောင်လွှမ်းမိုးနေတော့တယ်သူတို့တွေအနက်ရတော့တခုတည်းသောလင်းနေတဲ့နေရာစီလှည့်ကြည့်ကြတယ်ပြီးတော့မိုးရဲရေတွေပြေးလာပြီးကျမရဲ့မိုးကတဲ့အစုံမှာရက်လိုက်ကြတယ်အမေကြီးရှိပွဲပေး10မိနစ်လောက်ကြာတော့ညဆိုင်ဆင်းလာတဲ့အလုပ်သမား4-5ယောက်ထီဆောင်ပြီးရှောက်လာကြတယ်15မိနစ်ကြာတော့ဘေးပတ်ဝန်းကျင်အိမ်ယာကလူတွေကထီဆောင်မိုးကဖက်နှက်စီးပြီးအနက်နောက်ကိုလိုက်ရှာရင်းရောက်လာကြတယ်ညစီလက်တစ်ခုလုံးမှောင်တိကျနေပေမဲ့ကျမစီက3ဆဲဝက်မီတီလေးပဲလင်းနေပြီးစတီးပြပူပေါ်ကနေတစီစီနဲ့အတန်ကျဲကြီးမြည်နေတဲ့လူတွေကအယောင်ဆုံးထီးတွေကိုစောင်းပြီးမိုးကတဲ့အပြင်ဘက်မှာတန်းစီနေကြတာအရှိကြီးပဲညတက်ကောင်10နှစ်နာရီမှာဖုန်းထဲကရတဲ့ငွေ4200ယွမ်ကိုရေတွက်လိုက်တယ်ကျမစားပွဲစီသွားပြီးရင်းခဲ့တဲ့အခါစပွဲပေါ်မှာအခွန်လွှာထားတဲ့ကြက်ဥပြုတ်တစ်လုံးတင်ထားတာတွေ့ရတယ်ကြက်ဥဘေးမှာလေ့ကျင့်ခန်းစာအုပ်ထဲကစုပ်ထားတဲ့စာရွက်ပိုင်းလေးတစ်ရွက်ရှိနေပြီးမေနေ့လေကလည်းထမင်းမစားရသေးဘူးမလားဒါကသမီးသားနေ့လေကကြောင်းမှာချမ်းလာတဲ့ကြက်ဥလေးမေကုံအောင်စားရမယ်နော်ကျမရေခွက်ကိုကိုက်ပြီးစပွဲရှိမှာရက်ရင်အကာနှစ်နည်းနည်းပဲနေတဲ့ကြက်ဥလေးကိုကြည့်နေမိတယ်ပြီးတော့ကြက်ဥကိုကောက်ယူပြီးပါဆက်ထဲအတင်းထဲဝါပြီးမျိုးချလိုက်တယ်အဲ့ဒီနောက်ရေခွက်ကိုမပြီးရေအများကြီးတောက်ချလိုက်တယ်နောက်တစ်နေ့မွန်လွယ်2နာရီမျိုးအနောက်ဖက်ဟောက်ဝဲလက်ကစေးကြီးမှာကျမချင်းအိတ်တစ်လုံးကိုလွှဲထားပြီးစစ်ကိုဆွဲဖွင့်ကအထက်ကပလတ်စတစ်အိတ်ကိုထုတ်လိုက်တယ်50တန်ငွေစက်ကူတွေတော်တော်များများကစီရီပေးနေပြီးအနားတွေလည်းလိမ့်နေပြီးကျမကောင်းနာရှိမှရက်ပြီးပတ်စံတွေကိုတွန်းချလိုက်တယ်ပြီးတော့တရွက်ချင်းစီလက်နဲ့တက်ရက်အောင်ဖြန့်ပြီး100တန်ငွေစက်ကိုရွက်80ကိုရေတွက်ကတထုပ်သေးစီးလိုက်တယ်ပြီးတော့50တန်တွေ10တန်တွေကိုဆက်ရည်တယ်လက်ကားဆိုင်ပိုင်ရှင်ကမျက်နှာချင်းဆိုင်မှာရက်ပြီးကျမပတ်စံရည်တာကိုဘာမှမပြောဘဲကြည့်နေတယ်တူညပါကျမပတ်စံကိုတွန်းပေးလိုက်တော့ဆိုင်ရှင်ကပတ်စံရည်တွက်ပြီးကိုတောင်ထဲကအတစ်ဆက်အဖြူရောင်စတီတွန်းလဲကိုညွှန်ပြပြီးဒီလဲကတန်ချင်းမတက်ဘူးမိဘုံလဲပါတဲ့အကြီးအသွေးစိတ်ချရတဲ့အပိုလက်ဆောင်အနေနဲ့ရောက်မှအတင်း2ချောင်းပေးလိုက်မယ်မွန်လွယ်လေးနာရီမှာကျမဒီစကီးမျက်နှာပြင်နဲ့ပစ္စည်းထဲတဲ့ဗီဒီယိုလေးကိုတစ်ခေါက်ပြီးတစ်ခေါက်တေချာတုပ်နေတယ်ပြီးတော့မိခလုတ်ကိုဖွင့်လိုက်တဲ့အခါတွန်းလဲရဲ့အပေါ်တက်ကစတူကန်ပုံ LED မီးပုံလေးကချက်ချင်းလင်းလာတယ်အဖြူရောင်နောက်ခံအနီရောင်နားတက်နဲ့အနက်ရောင်စာလုံးကြီးလေးလုံးကတော့ရှောင်မက်ပြည်ကြီးငားတဲ့လမ်းလျှောက်လာတဲ့လူငယ်တစ်ယောက်ကခြေလမ်းရက်လိုက်ပြီးကျမစတီးပြပုံမှာပြည်ကြီးငားတွေလှမ်းမွေပြီးကြော်နေတာကိုကြည့်နေတယ်ပြီးတော့မုံလဲရဲ့အောက်ခြေကိုလှည့်ကြည့်တော့တောက်လေးကပစ္စည်းထဲတဲ့ဗီဒီယိုကန်ထဲမှာထိုင်ပြီးစကီးမျက်နှာပြင်ကိုစာရေးစာပွဲဖြစ်တုံးကခေါင်းပုံပြီးတင်းချအိမ်စာလုပ်နေတာကိုတွေ့သွားတယ်ခေါင်းပေါ်ကမီးလင်းနေတဲ့အလင်းရောင်ကလေ့ကျင့်ခန်းစာအုပ်ပေါ်ကြားရောက်နေတာကိုလူငယ်ကဖုံးမြောက်ပြီးရှက်တာကိုနှိပ်လိုက်တယ်ဒီလှဲအပြင်မှာပြည်ကြီးငားကြော်လဲထဲမှာအိမ်စာလုပ်ဆိုတဲ့ဆောင်းပါးကဒေတာတွင်လူမှုကွန်ရက်မှာစူးရှောင်မန်းရဲ့ဆိုင်ကအခုဆိုတရက်ကို3-4ထောင်ဖို့ရောင်းရတယ်သူအခုတင် LED မီးပုံးကြီးပါတဲ့အတစ်ဆက်မုံလဲတစီဝယ်လိုက်သေးတယ်ငါအစကတည်းကအဲ့ဒီဆိုင်နေရာကိုမပေးလိုက်ရမှာကိုမောင်ကလှည့်ပြီးတောက်လိုက်တဲ့ရေတငုံကိုအဲ့ဒါမင်းပါတာမင်းသူ့ကိုမောင်းထုတ်ချင်ခဲ့တာလေသူ့ကိုအတင်းဖြစ်ညစ်ပြီးမောင်းထုတ်လိုက်ပြီးတော့ဘဲကမှန်းမသိတဲ့ကောင်လေးတယောက်ကိုရှာပြီးအစားထိုးကရှောက်လို့3ရက်နဲ့800ရှုံးသွားတာအခုကြဘသူ့ကိုသွားပြစ်တင်မလဲငါကဒီအိမ်အတွက်ပတ်စံချွေတာခြင်းလို့လုပ်တာလေသူ့လက်ထဲမှာလှုပ်ဝက်ချက်နီလန်းရှိနေမှန်းငါမှမသိတာသူကတကယ်ကိုအကွက်များတဲ့မိန်းမပဲနေတိုင်းလူရိုးလူအလိုလိုဟန်ဆောင်ပြီးကြွယ်ရကြတော့ငါတို့ကိုခုခံကာကွယ်နေတာတော့ပြီးမယံဖြစ်ကြနေတော့ကိုမောင်ကသူ့လက်ကိုတွန်းဖယ်လိုက်တယ်သူအခုအစင်ပြေလုံးနေနိုင်တာကသူ့အရေးချင်းကြောင့်ပဲမင်းအဲ့ဒီလဲဆုပ်ကိုအဟောင်းဝယ်တဲ့လူရှာပြီးရောင်းလိုက်တော့နေတိုင်းတိုက်အောက်မှာရက်ထားပြီးမျက်စိနောက်အောင်မလုံးနဲ့ကိုမောင်ကရင်နွေးကြမ်းခွက်ကိုကင်ပြီးအိတ်ခမ်းထဲဝင်သွားကတကားကိုချက်ထိုးပိတ်လိုက်တယ်ကြက်လီဟွာကအိတ်ခမ်းအလယ်မှာရက်နေပြီးရင်ဘက်တွေပြင်းထန်တလုံးလုံးဖြစ်နေတယ်သူတကားအပြင်ဘက်ကိုလှည့်ကြည့်လိုက်တယ်အဲ့ဒါကဆူရှောင်းမန်းရဲ့အိမ်ဘက်စီပဲသူစပွဲပေါ်ကဖုံးကိုကောက်ကင်ပြီးမျက်နှာပြင်ကိုလင်းစီကဖုံးခေါ်ဆိုမှုစာမျက်နှာကိုနှိပ်ပြီး12345ဆိုတဲ့ပြည်သူဝန်ဆောင်မှုခေါ်လိုင်းကိုရိုက်ထက်ကခေါ်ဆိုမှုခလုတ်ကိုနှိပ်လိုက်တယ်ဖုံးဝင်သွားတယ်ဖုံးလိုင်းပွင့်သွားတယ်ဟဲလိုကျမတိုင်ကြားခြင်းလို့ပါကျမတိုင်ကြားခြင်းလို့အရှိပိုင်းမျိုးညစီရဲ့အရှိဘက်အစုံဆုံးမှာစတီးပြပြည်ကြီး9ကျော်ရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်ဆိုင်နာမည်ကရှောင်းမန်းပြည်ကြီး9တဲ့သူကလိုင်စင်မရှိပဲလုတ်ကင်နေတာကျမကြီးထောက်ခံချက်လည်းမရှိဘူးတုံးတဲ့ကုန်ကျန်းတွေကလည်းပုတ်တိုးနေတဲ့ပြည်ကြီး9အသေးတွေဟင်းခတ်အမွေးအကြိုင်တွေထဲမှာလည်းဘိန်းစာခွန်နဲ့တားမြစ်ထားတဲ့ဓာတုပစ္စည်းတွေထည့်ထားတယ်ဖုန်းလက်ခံတဲ့သူကဖုန်းထဲကနေတိကျတဲ့တီနေရာကိုမေးတယ်အရှဖေးပိုင်းမျိုးညစီရဲ့အရှိဘက်အစုံဆုံးလမ်းပိတ်လေးဘေးကအပြာရောင်မိုးကတဲအောက်မှာရှင်တို့ချက်ချင်းလူလွတ်ပြီးစစ်ဆေးတာအကောင်းဆုံးပဲနောက်ကျရင်သူဆိုင်သိမ်းသွားလိမ့်မယ်လူအများကြီးခေါ်လာခဲ့ဖုန်းချလိုက်ပြီးကြက်လီဟွာကဖုန်းကိုဆိုဖာပေါ်လွှင့်ပစ်လိုက်တယ်ပြီးတော့ရေခဲတက်တာရှိကိုရှောက်သွားပြီးရေးတပလင်းထုတ်ကအဖုံးဖွင့်ပြီးအတင်းမော့တောက်လိုက်တာတဝက်လောက်ကုန်သွားတယ်ည8နာရီအရှိပိုင်းမျိုးညစီကျမအဖြူရောင်မိုးလဲရှိမှရက်နေပြီးညဘက်လက်ကစတီးရောက်မှနဲ့စတီးပြပေါ်ကပြည်ကြီး9အချောင်း20ကိုအမြန်လန်ပြီးဖိနေတယ်ဘဲဘက်လက်ကတော့လက်ကင်ရှိပါတဲ့ brush ကိုကင်ပြီးကြက်သွန်ဖြူငရုတ်တီး sauce ကိုအပြည့်နှစ်ကစီထားတဲ့ပြည်ကြီး9တွေပေါ်အားရပါရတုပ်လိုက်တယ်လူတန်းရဲ့အနောက်ကလူတစ်ယောက်ကခေါင်းပြူပြီးအကျဲကြီးလှမ်းမေးတယ်ရှေ့မှာဘယ်နှစ်ယောက်ကြံသေးလဲဗျာညနေမှာပါဒီတအိုးဆိုချက်ချင်းထွက်တော့မယ်ကျမခေါင်းမဖော်ပဲပြန်ဖြေလိုက်တယ်လူအုပ်ကြီးကရုတ်တရက်အလဲကနေကွဲထွက်သွားပြီးအပြာရင်ရောင်ယူနီဖောင်းဝတ်စီပင်တာယာရေးဝန်ထမ်း၄ယောက်နဲ့အပြာနုရောင်ရှက်အင်ဂျီဝတ်ကျမရေးစောင့်ကြည့်စစ်ဆေးရေးဌာနဝန်ထမ်း၂ယောက်ကတန်းစီနေတဲ့လူအုပ်ကိုအရှိန်ဟုန်နဲ့ဖျက်ကျော်ပြီးကျမရဲ့မုံလဲတက်တဲ့ရှေ့ကိုရှောက်လာကြတယ်အရှိဆုံးကရှောက်လာတဲ့ကျမရေးစစ်ဆေးရေးမှုကအမဲရောင်ဖုံးပါတဲ့တက်တီခံကပ်ပြားကိုထုတ်ပြီးကျမရှေ့မှာဖွင့်ပြလိုက်တယ်မင်းကဒီဆိုင်ရဲ့တာဝန်ခံလားကျမမိဖို့ကမိကိုရှော့လိုက်ပြီးရောက်မှကိုချကအေပရွန်ပေါ်မှာလက်ကိုတုပ်လိုက်တယ်ဟုတ်ပါတဲကျမပါကျွန်တော်တို့ပြည်သူတွေစီကနေနာမည်မှန်နဲ့တိုင်ကြားချက်လက်ခံရရှိထားတယ်မင်းကလိုင်စင်မရှိပဲရောင်းချနေတဲ့ကုန်ကျန်းတွေပုတ်တိုးနေတဲ့တားမြစ်ထားတဲ့အစားအသောက်ဓာတုပစ္စည်းတွေတုံးဆွဲနေတယ်လို့တိုင်ထားတယ်အခုချက်ချင်းအယောင်ရနာပြီးစစ်ဆေးမှုခံယူဖို့တောင်းဆိုပါတယ်စစ်ဆေးမှုကကပ်ပြားကိုပြန်သိမ်းပြီးကျမရဲ့မုံလဲကိုညှို့ပြလိုက်တယ်တန်းစီနေတဲ့လူအုပ်ထဲကနေထင်ထင်ရှားရှားဆွေးနွေးတန်တွေထွက်လာပြီးလူအနှဲငယ်ကလက်ထဲကပတ်စံကြွေတွေကိုချကနောက်ကိုနှစ်လန်
လောက်ဆုတ်သွားကြတယ်တောက်လေးကပစ္စည်းထဲတဲ့ဗီဒီယိုတွေကနေထွက်လာပြီးကျမခြေထောက်ပေးမှာရက်ကလက်နှစ်ဖက်နဲ့ကျမရဲ့အေပရွန်နာကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတဲ့စစ်ဆေးမှုကိုပူပေါင်းပါဝင်တဲ့ကျမကတန်းစီနေတဲ့ဧည့်သည်တွေကိုလှည့်ပြီးအားလုံးမိနစ်နည်းနည်းလောက်စောင့်ပေးပါဦးနော်လို့ပြောလိုက်တယ်ပြီးတော့ငုံပြီးတောက်လေးကိုကျမရဲ့အနောက်ကိုဆွဲခေါ်လိုက်ကနောက်ကိုတလန်းဆုပ်ပြီးအလုတ်လုတ်တဲ့ကောင်တာနေရာကိုထည့်ပေးလိုက်တယ်ကျမရဲ့စစ်ဆေးမှုနှစ်ယောက်ကတစ်ခါသုံးအပြာရောင်ရာဘာလက်အိတ်ကိုစုပ်ပြီးမုံလဲရှိကိုရှောက်လာကြတယ်တူလောင်ထားတဲ့ကန့်လန့်ချက်ကုန်ကျအားလုံးကိုထုတ်လိုက်ပါအဲ့ဒီထဲကမျက်မှန်တက်ထားတဲ့စစ်ဆေးမှုတစ်ယောက်ကပြောတယ်ကျမစတီးမျက်နှာပြင်အောက်ကတကားသုံးချက်ကိုဆွဲဖွင့်လိုက်တော့စစ်ဆေးမှုကငုံကြည့်တယ်ဘယ်ဘက်အစုံဆုံးဗီဒီယိုထဲမှာအယောင်မတူတဲ့ပလတ်စတစ်စင်တီတုံး3ခုနဲ့ဓာတ်သုံးချက်ရှိနေတယ်ဒါတွေကဘာလို့ဖို့သုံးတာလဲသူကစင်တီတုံးကိုညွှန်ပြပြီးမေးတယ်အနီရောင်ကပြည်ကြီးငါးအစိမ်းကိုလှီးဖို့အစိမ်းရောင်ကကြက်တုံမြိတ်နဲ့နန်းနန်းပင်လှီးဖို့အဖြူရောင်ကတော့ကြော်ပြီးသားပြည်ကြီးငါးတွေကိုလှီးဖို့ပါကျမပြန်ဖြေလိုက်တဲ့စကားပြောတဲ့အချိန်ကတည်ငြိမ်ပြီးဘာထင်မောမှုမှမရှိဘူးဓာတ်သုံးချက်ကလည်းတီးခြားစီတက်မှတ်ထားတာပါနေတိုင်းဆိုင်သိမ်းပြီးရင်ရေနွေးပွက်ပွက်စုနဲ့ဆေးကြောပါတယ်စစ်ဆေးရမှုကလက်ကိုဆန့်ပြီးစင်တီတုံမျက်နှာပြင်ကိုစမ်းကြည့်တယ်ဘာချွဲကြည့်မှမရှိဘူးသူမက်တက်ရက်ပြီးအလဲဗီဒီယိုတွေကလှည့်တင်အသေးစားရေခဲတက်တာကိုဖွက်တင်လိုက်တယ်ရေခဲတက်တာထဲမှာပွင့်လင်းမြင်သာတဲ့အစားတောက်သုံးပလတ်စတစ်လေးလုံးဘူး9ဘူးကိုတိတက်စွာစီထားတယ်သူတက်တာတဘူးကိုထုတ်ပြီးချက်ကိုဖွင့်လိုက်တော့အထဲမှာပန်းပွင့်ပုံဖော်လှီးဖြတ်ထားပြီးအရွယ်စားညင်ညာတဲ့လက်ဆက်ဖြူဖွေးနေတဲ့ပြည်ကြီးငါးသားတွေရှိနေတယ်အောက်ခြေမှာတော့ရေဆုပ်ဆက်ကူခင်းထားတယ်အနီးကပ်နှမ်းကြည့်တော့လဲဘာညီစောမှမနှံဘူးသူပြည်ကြီးငါးရဲ့အရေးပြားကိုဖိကြည့်လိုက်တော့အသားမြင်လေးတွေကချက်ချင်းပြန်ယုံတက်လာတယ်ပစ္စည်းဝယ်ယူတဲ့ပေါက်ချဘဲမှာလဲသူကျမကိုလှည့်ကြည့်တော့ကျမညာဘက်အစုံဆုံးအန်ဆွဲကိုဆွဲဖွင့်ပြီးအပြာရောင်ဖိုင်တွေတစ်ခုထုတ်ကကမ်းပေးလိုက်တယ်ဒါကလွန်ခဲ့တဲ့တလအတွင်းပစ္စည်းဝယ်ခဲ့တဲ့ပေါက်ချတွေပါနေတိုင်းမနက်9နာရီဆိုတောင်ပိုင်းပင်လယ်စာလက်ကားဈေးကအဖိုးအိုစုရဲ့ငါးဖက်စခန်းမှာတွားဝယ်တာပါပေါက်ချပေါ်မှာအဲ့ဒီနေ့ရဲ့ရုံးတစိမ့်နဲ့အဖိုးအိုစုရဲ့လက်မှတ်ပါပါတယ်ပစ္စည်းအတုပ်တွေအားလုံးကတိုက်ဆိုင်ကိုက်ညီမှုရှိတယ်စစ်ဆေးမှုကဖိုင်တွေကိုလှမ်းကြည့်တယ်ပေါက်ချစာရွက်တိုင်းကိုနေဆွဲလိုက်စတေပလာနဲ့တေချာတွဲထားပြီးတေတက်စွာစီတန်းထားတဲ့နောက်ထပ်စီပင်သားယာရေးဝန်ထမ်းတစ်ယောက်ကဘေးဘက်ကိုရှောက်သွားပြီးမုံလဲပေးမှာချိတ်ထားတဲ့တပ်ပုံပေါင်းတစ်ခုကိုကြည့်တယ်အစားတောက်စေးသည်ယာယီမပုံတင်ကပ်ဝန်ထမ်းကျမရေးစစ်ဆေးချက်လက်မှတ်စီပင်ဝန်ထမ်းကပေါင်းတွေကစာတွေကိုဖတ်ပြီးထုတ်ပေးတဲ့ရက်စွဲကိုတစ်ချက်ကြည့်ကအဖွဲခေါင်းဆောင်ကိုလှည့်ပြီးခေါင်းငိမ့်ပြလိုက်တယ်လိုင်စင်စုံလင်ပြီးတက်တန်းအတွင်းမှာပဲရှိပါတယ်စစ်ဆေးမှုကစတီးပြရှိကိုရှတောက်လာပြီးကျမကောင်တာပေါ်တင်ထားတဲ့ဟင်းခတ်မုံဘူးတွေကိုယူကာစားစာပွင့်မုံနရုပ်တိမုံဖုံးတွေကိုတစ်ခုချင်းစီဖွင့်ပြီးအမုတ်အခြေအနေကိုတေချာကြည့်ရှုတယ်ပြီးတော့ကြက်တုံဖြူတရုတ်တိ sauce နည်းနည်းကိုနမူနာယူတဲ့အိတ်ထဲထည့်လိုက်တယ်ဒီ sauce ကိုတော့ကျွန်တော်တို့ပုံမှန်တက်ခွဲစမ်းတက်ဖို့ယူသွားရမယ်ဒါပေမဲ့အခုလက်ရှိကွင်းစင်းစစ်ဆေးချက်အရာတော့ဘာပြဿနာမှမရှိပါဘူးမျက်မှန်တက်ထားတဲ့စစ်ဆေးမှုကလက်အိတ်ကိုချွတ်ပြီးအမိုက်အိတ်ထဲလွှင့်ပစ်လိုက်တဲ့သူဖိုင်တွေကိုကျမစီပြန်ပေးပြီးမုံလဲရဲ့တောက်ပနေတဲ့ကောင်တာမျက်နှာပြင်ကိုကြည့်ကအတန်ကိုနည်းနည်းမြင့်လိုက်တယ်အဲ့ဒါကဘေးပတ်ဝန်းကျင်မှာတန်းစီနေတဲ့ဧည့်သည်တွေအားလုံးကြားနိုင်အောင်လို့ပဲမင်းရဲ့ဒီဆိုင်ကတန်ရှင်ရေးဆန်တုံးကလမ်းတစ်ဖက်ကတရားဝင်ဆိုင်ငန်းဖွင့်ထားတဲ့စားတောက်ဆိုင်တော်တော်များများထက်တောင်ပိုကောင်းသေးတယ်အစိမ်းနဲ့အကျက်ကိုတိချခွဲထားတဲ့ကုန်ကျန်းတွေရဲ့အရင်မြစ်ကိုလည်းလိုက်လံစုံစမ်းလို့ရတယ်ဒီတိုင်းဆက်ထိန်ထားပါကျေးဇူးတင်ပါတယ်ကြွနမဖိုင်တွေကိုပြန်ယူပြီးအန်ဆွဲတဲ့ပြန်ထည့်လိုက်တယ်ဝန်ထမ်း6ယောက်လက်ထွက်သွားတော့လူအုပ်ကလမ်းတစ်ကြောင်းအလိုလျောက်ဖယ်ပေးလိုက်တယ်ဘေးကဝိုင်းကြည့်နေတဲ့ဧည့်သည်တွေက3စက္ကန့်လောက်ငြိမ်ကျသွားပြီးအဲ့ဒီနောက်ပိုပြီးကျေလောင်တဲ့အတန်တွေထွက်ပေါ်လာတယ်အမေကြီးကျွန်တော်ကိုလေးပွဲပေးအစ်စ်အမှန်ကြီးပြအရှိဆုံးမှာတန်းစီနေတဲ့အကိုကြီးကပတ်စံကိုကောင်းတာပေါ်ဓာတ်ရိုက်တင်လိုက်တယ်ဒီလိုအောက်ခြေသိမ်းထိအစစ်ဆေးခံပြီးဘာမှမဖြစ်တဲ့ဆိုင်မျိုးကစားရတာအစိတ်ချရဆုံးပဲကျွန်တော်လည်းအိမ်ပြန်ဖို့နှစ်ပွဲပို့ယူမယ်ကျမဂတ်စမီဖို့ခလုတ်ကိုပြန်ဖွင့်လိုက်တော့မီးတောက်တွေတက်လာတယ်ကျမစကီရောက်မောက်ကိုကင်ပြီးစကီပြားကိုခောက်လိုက်တော့ကြည်လင်တဲ့အတန်ထွက်လာတယ်အဲ့ဒီအချိန်မှာကြက်လီဟွာရဲ့အိမ်မှာတော့မိုးကတကားကြီးကိုခြေထောက်နဲ့အတင်းကန်ဖွင့်လိုက်တာတကားချက်ကဝရန်ဒါကဖက်နှက်ဗီဒီယိုကိုအပြင်းထန်သွားရိုက်မိပြီးကြွေပန်းအိုးတလုံးတုံခါကြကဝုန်းခနဲ့မြေပြင်ပေါ်မှာကွဲအပ်သွားတဲ့ကိုမောင်ကမျက်နှာညိုမဲနေပြီးဧည့်ခန်းထဲကိုအချိန်နဲ့ရှောက်ဝင်လာတဲ့လက်ထဲမှာပလတ်စတစ်အိတ်ကိုစုပ်ကင်ထားပြီးကြက်လီဟွာကလမ်းဖြတ်သွားတယ်ရှင်ကဘာလို့ဒေါသထွက်နေတာလဲကိုမောင်ကစပွဲရှိကိုပြေးသွားပြီးပလတ်စတစ်အိတ်ကိုစပွဲပေါ်အတင်းဆောင်ချလိုက်တော့ဟင်းရည်တွေကကြက်လီဟွာရဲ့ဘောင်းဘီနာစီဆင်းသွားတယ်မင်းစီပင်နဲ့ကျမကြီးဌာနကိုဖုံးဆက်ပြီးတိုင်ကြခဲ့တာဆူရှောင်းမန်းကိုမဟုတ်လားကြက်လီဟွာကမတိစိတ်ရနောက်ကိုနည်းနည်းဆုပ်သွားတယ်ကျမကသူ့ရဲ့မာနထောင်လွှားနေတဲ့ပုံစံကိုကြည့်မရလို့ပါမင်းကတော့တကယ်ကိုလူကြားတဲ့အဆက်ခွဲတာပဲကိုမောင်ကစပွဲကိုလက်တီးနဲ့တစ်ချက်ထုလိုက်တော့မှန်စပွဲမျက်နှာပြင်ကဆူရှာတဲ့အတန်မြည်သွားတယ်ငါခုနကညာစည်းကိုဖြစ်လာတာစီမံခန့်ခွဲရေးရုံးတစ်ခုလုံးနဲ့ကုန်တယ်တွေရဲ့ဂရုထဲမှာအကုန်ပြတ်နေပြီးတိုင်ကြားတဲ့ဖုန်းအတန်ဖန်ဖိုင်ကနာမည်ဝတ်ထားပေမဲ့ရက်ကွက်ကော်မတီကအဖိုးကြီးလီကမင်းတန်ဆိုတာမှတ်မိနေတယ်ကိုမောင်ကတကားမကြီးဘက်ကိုညွှန်ပြပြီးသူတို့စစ်ဆေးရေးဖွဲ့သွားတာဘာပြစ်နာအစာမှရှာမတွေ့တဲ့အပြင်ဧည့်သည်ရောင်းများစွာရဲ့ရှေ့မှာတင်သူ့ရဲ့တန်ရှင်းမှုကိုချီးကျူးသွားကြတယ်အခုမင်းကျေနပ်ပြီလားမင်းငါတို့မိသားစုရဲ့တိတ်ခါကိုဒီအိမ်ယာဝင်းကျင်မှာအကုန်လုံးကုန်အောင်လုပ်လိုက်တာပဲအခုအောက်ထက်ကလူနှဲငယ်ကငါ့ကိုမြင်ရင်လက်ညှိုးထိုးခဲ့ရနေကြပြီးကိုမောင်ကဆိုဖာဘော်ကအင်ဂျီပြင်ဖုံးကိုဆွဲယူပြီးလှည့်ထွက်သွားတယ်ကြက်လီဟွာကထရက်ပြီးလှမ်းអော်တယ်ရှင်ပဲသွားမလို့လေအပြင်မှာသွားနေမလို့အဆက်ကွဲလွန်းလို့ကိုမောင်ကတကားကိုစောင့်ပိတ်ပြီးထွက်သွားတယ်ကြက်လီဟွာကတော့ဆိုဖာဘော်မှာကြောင်ထိုင်ကြံခဲ့ပြီးမြေပြင်ပေါ်ကကြွေတဲ့ကွဲစားတွေနဲ့လက်ဖက်ရည်ရောင်စင်နေတဲ့ငရုတ်စီဟင်းရည်တွေကိုမေးကြည့်နေမိတယ်လက်ကုံမွန်းလွဲ2နာရီကျမ ICBC ဘန် ATN ဆက်ရှိမှာရက်နေပြီးဘန်ကတ်ကိုအပေါက်ထဲထည့်ကလှုပ်ဝက်နံပါတ်ရိုက်ထည့်ပြီးလွှဲပြောင်းမှုကိုနှိတ်ကလင်းဟောင်းရဲ့ဘန်ကတ်နံပါတ်ကိုရိုက်ထည့်လိုက်တယ်ပမာဏကွက်မှာတော့ကျမကနန်း3000ကိုနှိပ်လိုက်တယ်လွန်ခဲ့တဲ့2နှစ်ကလင်းဟောင်းကြောက်လေးကလောင်းကစားကြောင့်အတိုးကြီးတဲ့အကျွေးတွေတင်ခဲ့ပြီးအိမ်ကစုဆောင်းကဒီအားလုံးကိုယူသွားကကျမကိုဆက်ဖို့အတွက်3000အကျွေးချန်ထားခဲ့တယ်ဒီပတ်စံကကျမအပေါ်မှာ2နှစ်လုံးဖိစီးနေခဲ့ပြီးလစဉ်အတိုး90ရွမ်ကိုတောင်တေချာတွက်ချက်နေရတာမျက်နှာပြင်ကိုကြည့်ရင်လက်ညှိုးကအစိမ်းရောင်အတီးပြုခလုတ်အပေါ်မှာ2စက္ကန့်လောက်တုံဆိုင်နေပြီးမှအားနဲ့နှိပ်ချလိုက်တယ်မျက်နှာပြင်ပြောင်းလဲသွားပြီးငွေလွှဲအောင်မြင်သွားတယ်ပေါက်ချဖြတ်ပိုင်းထွက်လာတဲ့စက်ကနေအဖြူရောင်စာရွက်အရှိလေးထွက်လာတော့ကျမစာရွက်ဖြတ်ပိုင်းကိုယူနှစ်ခေါက်ပြီးချင်းဘောင်းဘီအိတ်ကက်ထဲထည့်လိုက်တယ်ဘန်ကတ်ကိုထုတ်ပြီးဘန်တကားကြီးအပြင်ကိုရှောက်ထွက်လာခဲ့တယ်အပြင်ကနေအောင်ကအရန်ဆူရှာနေတယ်ကျမအသက်ကိုဝါအောင်ပြင်းပြင်းရှူလိုက်မိတယ်အကျွေးတွေမရှိတော့ဘူးမိုးလွဲ3နာရီခွဲကျမဈေးကနေလက်ဆက်ဝယ်လာတဲ့ဟင်းသီးဟင်းရွက်တွေနဲ့နံရိုးနှစ်ပိတာနှစ်ကျင်းကိုကင်ပြီးအိမ်ယာဝင်းရဲ့တိုက်မှတ်ငါတကားထဲဝင်လာခဲ့တယ်တက်လီကအသက်ခလုတ်ကိုနှိပ်လိုက်တော့အနီအောင်ကနန်းတွေက10နှစ်ကနေတတိကျလာပြီးလေထဲမှာ
ရက်တန်သွားတဲ့ကြက်လီဟွာကတက်လီကားရဲ့အလဲတဲတဲမှာရက်နေတဲ့သူကအမွေးပွားနေတဲ့မိခိုးရောင်အင်ဂျီအိုကြီးကိုဝတ်ထားပြီးစပင်းတွေကလည်းဖျို့ဖျဲနဲ့ဥယျာဉ်ပြားမှာကတ်နေတဲ့မျက်အိတ်တွေကဖောင်းပြီးညိုမဲတွေကလက်ထဲမှာတော့ဘီယာပလင်းလွတ်တွေထည့်ထားတဲ့ပလတ်စတစ်အိတ်ကိုကင်ထားတယ်ကျမတို့ဒီလိုပဲမျက်နှာချင်းဆိုင်ရက်နေကြတယ်အကွာဝေးက1 မီတာတောင်မပြည့်ဘူး10 စက္ကန့်လောက်ကြာသွားပြီးမှကြက်လီဟွာကဘေးကိုနည်းနည်းတိုးသွားပြီးပလတ်စတစ်အိတ်ကိုသူ့အနောက်မှာဝက်လိုက်တယ်ကျမအထဲဝင်ပြရှစ်လွာကိုနှိတ်ကတက်လီကားတကားဘက်ကိုမျက်နှာမူလိုက်တယ်တကားပိတ်သွားပြီးတက်လီကားကမှတ်မှတ်လေးတက်လာတယ်မော်တာကနေတိုးညင်းတဲ့ဝူးဝူးတန်လေးထွက်နေတယ်ကနန်းကလေးကိုရောက်တော့ကြက်လီဟွာရဲ့အတန်က6ကပ်ပြီးဝင်နေတယ်အရင်လိုမျိုးတမင်းမြင့်ထားတဲ့လေတံမျိုးမဟုတ်တော့ဘူးကျမကတော့စက်တိုက်ပြောင်းလဲနေတဲ့ကနန်းတွေကိုပဲကြည့်နေပြီးလှည့်မကြည့်ခဲ့ဘူးကျမရဲ့အဲ့ဒီမုံလဲကိုတန်းစုပ်အနေနဲ့ရောင်းလိုက်ပြီး300ပဲရတယ်ကျမဘာမှမပြောဘူးကနန်းကငါးကိုရောက်သွားတယ်ကြက်လီဟွာကရှေ့ကိုတလန်းတိုးလာတယ်သူ့အိမ်ဝင်းအင်ဂျီပုတ်တိုင်းမိတဲ့အတန်ကိုကျမကြားနေရတယ်ကိုမောင်ကလာခွဲရှိပြီးအိမ်မပြန်တာသူ့အတန်မှာရှိုက်တန်ပါလာတယ်ရှောင်းမက်အရင်ကကျမလူမိုက်ဖြစ်ခဲ့တာပါအခုညီမဒီလောက်အဆင်ပြေပြေလုပ်နေနိုင်တာကိုကြည့်ပြီးတရက်ကိုအချောင်းရနဲ့ချီထောင်းနဲ့ချီရောင်းနေရတာညီမတယောက်တည်းတကယ်အလုပ်များမှာပဲကျမညီမစီမှာလာပြီးကူညီပေးလို့ရမလားဟင်ကျမကတော့တက်လီကတကားကိုပဲစိုက်ကြည့်နေတော့မဲ့ကြက်လီဟွာကစိတ်လောသွားပြီးစကားပြောတာမြန်လာတယ်ဒါမှမဟုတ်ရင်လေညီမရဲ့အဲ့ဒီ sauce နီလန်ကိုဈေးနှုန်းတစ်ခုပြောပါကျမဝယ်ပါမယ်ကျမအာမခံပါတယ်အရှိပိုင်းမျိုးညဈေးမှာလုံးဝတော့မရောက်ပါဘူးကျမအနောက်ပိုင်းမျိုးဖြစ်တခြားနေရာဖြစ်သွားပါမယ်ညီမရဲ့စီးပွားရေးကိုလုံးဝမလူပါဘူးရမလားဟင်ကနန်းကခုနှစ်ကိုရောက်တော့ကျမဖြည်းဖြည်းချင်းလှည့်ပြီးသူ့ကိုကြည့်လိုက်တယ်ကြက်လီဟွာရဲ့မျက်လုံးတွေထဲမှာတွေးကြောမြင်တွေအပြည့်ပဲသူ့နှုတ်ခမ်းထောင်တွေကအောက်ကိုတွဲကျနေပြီးအတင်းအလိုလိုက်တဲ့အပြုံးတစ်ခုကိုညှစ်ထုတ်ဖို့စူးစမ်းနေတယ်ဒါပေမဲ့မျက်နှာကြွက်သားတွေကတောင့်တင်းနေပြီးငိုရာထက်တောင်ကြည့်ရဆိုသေးတယ်သူအဲ့ဒီပလင်းလွတ်တွေထည့်ထားတဲ့ပလတ်စတစ်အိတ်ကိုတင်းတင်းဆုပ်ထားလို့လက်စစ်တွေဖြူဖြောနေတယ်လွန်ခဲ့တဲ့9 လကလည်းဒီမိမပဲဒီတိုက်ရဲ့တားရေးဆိုဖာပေါ်မှာထိုင်ပြီးမဟာကယူနာရှင်လိုလေတံမျိုးနဲ့ကျမကိုပြောခဲ့တာ1 လ 9000 yuanကကျမရဲ့တန်ဖိုးအားလုံးပဲဆိုပြီးကြက်လီဟွာတကူလုံးတုံရင်သွားပြီးကျမကိုကြည့်နေတယ်ပထမအချက်ကျမလူမလို့ဘူးဒုတိယအချက်ကျမရဲ့နီလန်းကိုမယောင်းဘူးတက်လီကားကရှစ်လွာကိုရောက်တော့တကားကဖြည်းဖြည်းချင်းပွင့်လာတယ်ကျမနန်ရိုးအိတ်ကိုကင်ပြီးထွက်လာခဲ့ကတကားအပြင်ဘက်မှာရက်ပြီးတကားတွေကလူကိုလှည့်ကြည့်လိုက်တယ်အဲ့ဒီ9000 yuanလစာကိုကျမအစကတည်းကမလိုချင်ခဲ့တာကျမသူ့မျက်လုံးကိုစိုက်ကြည့်ပြီးပြောလိုက်တယ်ဘာလို့လဲဆိုတော့ကျမသိနေလို့ပဲကိုချင်းစာတရားမရှိတဲ့လူကဘာကိုမှထိမ့်သိမ့်မထားနိုင်ဘူးဆိုတာကျမကိုအိမ်တကားစီလှည့်လျှောက်လာခဲ့တဲ့အနောက်ကနေတက်လီကားတကားပိတ်သွားတဲ့လေးလံနဲ့အတန်ကြားလိုက်ရတယ်ကျမတော့ထုတ်ပြီးတုတ်ပေါက်ထဲထည့်ကလှည့်ဖွင့်လိုက်တော့မိဖို့ချောင်ထဲကနေတောက်လေးကာတွန်းကြည့်နေတဲ့အတန်ထွက်လာတယ်ကျမအထဲဝင်ပြီးနန်ရိုးကိုစင်းဒီတုံးပေါ်တင်ကဓာမကိုကင်ပြီးအယိုးပေါ်တစ်ချက်ထဲဝန်းကနေလှိချလိုက်တယ်ပြတ်သားပြီးတွက်လက်ချက်ချလာတယ်ညပိုင်း30 နာရီအရှိပိုင်းမျိုးညစီကျမစတီးပြရှိမှာရက်ပြီးဆက်ရုပ်လိုမျိုးအလိုလျောက်လန်းလိုက် sauce တုပ်လိုက်ဘူးထဲထည့်လိုက်လုံနေတဲ့ဘဲဘက်လက်ကဝက်ကတဆင့်ပြီးတဆင့်ဖောင်းတက်လာပြီးလက်ကင်ရှည် brush ကိုအားနဲ့ညှစ်လိုက်တိုင်းလက်ကြောတွေကဆွဲပြီးနာကျင်နေရတဲ့အရှိမတန်းစီနေတာမွန်လွယ်လေးနာရီဆိုင်စားဖွင့်ကလေးကနေညတက်ကောင်7 နာရီထိပဲအိမ်သာသွားတာကလွယ်ရင်ကျမစတီးပြရှိကနေတလန်းမှမခွာဘူးတောက်လေးကမုံလဲထဲမှာထိုင်ပြီးကျမအတွက်စားရွက်ဘူးရှေ့ရနီးပါးဖို့ပတ်စံသိမ်းပေးပြီးအချောင်း30ခွဲထည့်ပေးပါစုထက်အင်ဂျီဝစ်စုံပြည့်ဝစ်ထားပြီး frame မပါတဲ့မျက်မှန်တက်ထားတဲ့အမြကိုသားတယောက်ကဆိုင်ရှိမှာရက်နေတဲ့ဖုန်းထုတ်ပြီးကျူအားစကန်မဖတ်ဘူးကျမသူ့ကိုတစ်ချက်ကြည့်လိုက်တော့သူကညစီပက်ရောင်းတဲ့လူတွေစီမှာရှိတဲ့ဘာပေါ်ပါလွတ်လပ်မှုမျိုးမှမရှိဘူးအင်ဂျီကတေးတက်ပြီးတိုက်ရဖက်နှက်ကလည်းပြောင်းလဲနေတယ်ကျမလည်းမားတဲ့အတိုင်းလုပ်ပေးပြီးခွဲထည့်ထားတဲ့အိတ်3အိတ်ကိုသူ့စီကမ်းပေးလိုက်တယ်စုထက်အင်ဂျီနဲ့လူကအိတ်တွေကိုယူပြီးစုထက်အင်ဂျီအတွင်းအိတ်ကက်ထဲကနေနာမည်ကက်တစ်ခုထုတ်ကလက်နှစ်ဖက်နဲ့လှမ်းပေးတယ်ကျမရောက်မှကိုကင်ထားပြီးနာမည်ကက်ကိုမယူဘူးကျမကက်လည်းမလုပ်ဘူးအာမခံလည်းမဝယ်ဘူးဝန်ချန်ကနာမည်ကက်ကိုကျမလက်ပေးကတတူကောင်တာမျက်နှာပြင်ပေါ်တင်လိုက်တယ်တထေးမဆူအထင်လွဲပါပြီးတပ်ဖုံးစားတောက်ဆိုင်ကပင်ကျန်းမြို့မှာအဆင့်5ခုမြောက်တွင်ရှိတဲ့စားတောက်ဆိုင်ကွင်းဆက်ကြီးပါအဓိကကတော့အလဲလက်တန်းစားတရုပ်စာကိုလုပ်တာပါကျွန်တော်တို့စားတောက်ဆိုင်ကလက်တလုံးမှာညနေစာ delivery ကောင်းတာကိုတိုးချက်နေတာပါကျွန်တော်အင်တာနက်ပေါ်မှာညီမရဲ့သတင်းကိုတွေ့လို့9 ရက်ဆက်တိုက်နေ့တိုင်းဒီအချိန်မှလာပြီးညီမရဲ့ပြည်ကြီးငါးကိုဝယ်ပြီးစမ်းသက်စစ်ဆေးခဲ့တာပါကျမရောက်မှကိုချပြီးသူ့ကိုကြည့်လိုက်တယ်ဝန်ချန်ကမျက်မှန်ကိုပင့်လိုက်တယ်ညီမရဲ့မီးရှိန်ထိန်ကြီးမှုဓာတ်ကစားမှုအထူးသဖြင့်အဲ့ဒီချက်သွန်ဖြူငရုတ်တီးဆော့စ်ရဲ့အရသာကတည်ငြိမ်မှုအယမ်းမြင့်ပါတယ်ကျွန်တော်တို့စားတောက်ဆိုင်ကညီမနဲ့ရေရှည်ပစ္စည်းထောက်ပံ့မှုပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးချင်ပါတယ်တပ်ဖုန်းကကိုမီနူးထဲမှာစတီးပြပြည်ကြီးငါးကြော်ကိုထည့်ချင်တာလားဟုတ်ပါတယ်အကျိုးစီစဉ်ရတရက်ကိုညီမစီကနေအချောထဲအပွဲတရားထွက်ပေးရမယ်မွန်းလွဲ2 နာရီတိတိမှာတပ်ဖုန်းစားတောက်ဆိုင်ရဲ့ဗဟိုမီးဖို့ချောင်စီပို့ပေးရမယ်ငွေရှင်းတဲ့ဈေးနှုန်းကတော့တပွဲကို7 yuan နှုန်းနဲ့တရားဝင်စည်ရင်းကနေတွားမှာပါတထေးမဆူစွန်စားရမှုကိုရှော့ချဖို့အတွက်ကျမအန်ဆွဲတဲကနေအဖြူရောင်စာရွက်တရွက်ထုတ်လိုက်ပြီးဘောပင်ကိုယူကာစာရွက်ရဲ့ဘယ်ဘက်မှာတဖုံးမှယူမှုလို့ရေးပြီးညာဘက်မှာတော့နီလန်းပေါက်ကြားမှုလို့ရေးလိုက်တယ်ကျမလက်ကားစေးကိုတွားခဲ့တယ်မြေပြင်တစ်ခုလုံးညစ်ပတ်တဲ့ရေမဲတွေနဲ့ဟင်းဒီဟင်းရွက်ပုတ်တွေပြည့်နေတာပဲအဖိုးအိုဆုံးရဲ့ရေထွက်ကုန်ဆိုင်ဘေးနားမှာတော့ငါးရှင်ပေါ်တဲ့ဆိုင်တစ်ဆိုင်ရှိပြီးလူဖန်းကအပြာရင်းရောင်ရပါရေကာကိုဝင်ဆောင်အင်ဂျီကိုဝတ်ထားပြီးလက်ထဲမှာငါးအကြီးခွန်ခွာတဲ့ဓာတ်တစ်ချောင်းကိုကင်ထားတယ်တပိတ်တာနီးပါးရှိတဲ့ငရဲတကောင်ကစင်တီတုံးပေါ်မှာခုံလွှမ်းနေတုံးပဲသူကငါးပိုက်ကိုအရင်ခွဲကလီစာတွေကိုထုတ်ပြီးခြေရင်းကအမိုက်ပုံးနဲ့ပစ်ထည့်လိုက်တယ်ပြီးတော့ရေပိုက်နဲ့ဆေးချလိုက်တယ်တပြိုင်နက်တည်းလုပ်ငန်းစဉ်တစ်ခုလုံးက10 စက္ကန့်တောင်မပြည့်ဘူးကျမဘေးနားမှာရက်ပြီး9 မိနစ်လောက်ကြည့်နေခဲ့တယ်ဒီ9 မိနစ်အတွင်းမှာသူ9 8ကောင်ပေါ်ခဲ့တယ်တစ်ချက်4တောင်ဓာတ်မချော်ခဲ့ဘူးကျမလျှောက်သွားပြီးမမယူဖန်းလို့ခေါ်လိုက်တော့သူကခေါင်းပေါ်လာပြီးငါးဝယ်မလို့လားအရှိမသွားရွေးပါကျမကပေါ်ပေးရုံပဲတတာဝန်ယူတာကျမငါးမဝယ်ဘူးမမကိုလာရှာတာကျမတ िश ူးတရွက်ကမ်းပေးလိုက်တော့လူဖန်းတစ်ချက်ကြောင်သွားပြီးရာဘာကိုဝင်ဆောင်အင်ဂျီပေါ်မှာငါးညီနှံ့တွေနန်နေတဲ့သူ့လက်ကိုတုပ်လိုက်တယ်တ िश ူးကိုတော့မယူဘူးကျမကိုဘာကိစ္စရှာတာလဲကျမနာမည်ကဆူရှောင်းမတ်ပါတုံချန်ညဈေးမှာကစွန်းကျော်ပြည်ကြီးငါးရောက်ပါတယ်ကျမသူ့ရဲ့ညီမြန်းပြီးရောင်ကိုင်းနေတဲ့လက်စစ်တွေကိုကြည့်ပြီးကျမနေတိုင်းအဖိုးကိုစွန်းစီကနေပစ္စည်းလာယူတာမမကိုစောင့်ကြည့်နေတာလာဝက်ရှိပြီးမမကလက်စလက်နာတွက်လက်တယ်ကျမစီမှာအလုပ်လုပ်ဖို့ငှားချင်လို့ပါလူဖန်းရဲ့လှုပ်ရှားမှုတွေရပ်တန့်သွားတယ်သူကျမကိုတန်တရားမျက်လုံးတွေနဲ့ကြည့်ပြီးဘာအလုပ်လဲတလားကိုဘယ်လောက်ပေးမှလဲပြည်ကြီးငါးဆေးရမယ်ကလေးစားထုတ်ရမယ်အလှဓာတ်ရပေးရမယ်တုတ်ထိုးရမယ်တရက်ကို8 နာရီတလားကို6000ညစာတစ်နေ့ကျွေးမယ်6000လူဖန်းရဲ့အတန်ကရုတ်တရက်အကျယ်ကြီးထွက်လာတော့ဘေးနားကရေထွက်ကုန်ဆိုင်
ရှင်ချိုးကလှည့်ကြည့်လာကြတယ်သူကအတန်ကိုချက်ချင်းပြန်နှိပ်ပြီးတတိမမနောက်ပါနဲ့တလားလုံးမနားတန်းလုံးရင်တော့2400ပဲရတာရှင်ကကျမကို6000ပေးမလို့လားဟုတ်တယ်6000ကျမပတ်စံအုပ်ထဲကနေ1000ထုတ်ပြီးသူ့ရှိကိုကမ်းပေးလိုက်တယ်မမရဲ့အလုံးလုံးလုံးကငါးပေါ်တလို့တွတ်တွတ်လက်လက်ရှိနေသေးပြီးတော့ဒီပတ်စံကိုစိတ်ချလက်ချရမှာပါဒါကစေယံငွေမမသဘောတူရင်ဒီနေ့ပဲကျမနဲ့လိုက်ခဲ့ပါလူဖန်းကသူ့ရှိကပတ်စံအနီတွေကိုကြည့်ပြီးနှက်ခမ်းတွေတုံရင်လာတယ်သူကလှည့်ပြီးအဖိုးအိုဆုံးကိုတစ်ချက်ကြည့်တော့အဖိုးအိုဆုံးကသူ့ကိုကောင်းချင်းပြတယ်သူကရာဘာကိုဝင်ဆောင်အင်ဂျီကိုချက်ချင်းချုပ်ပြီးစင်းတီတုံးပေါ်ပြစ်တင်ကားဓာတ်ကိုချလိုက်တယ်သွားမယ်ကျမလူဖန်းကိုအိမ်ခေါ်မသွားပဲလူနေတိုက်ခန်းအောက်ထက်ကတီးတန့်ရီဆိုးထုတ်စနစ်ပါတယ်ကားကိုတောင်တစ်ခုကိုငှားပြီးလုပ်ငန်းခွင်အဖြစ်ပြင်ဆင်လိုက်တယ်ကျမပြည်ကြီးငါအဆိုတွေထည့်ထားတဲ့ချင်းတောင်းနှဲငယ်ကိုကားကိုတောင်နဲ့တဲလာပြီးလိတ်တကားကိုပိတ်လိုက်တယ်လူဖန်းကျမရဲ့စီကန်းကိုတေချာနားထောင်ကျမလုပ်ငန်းခွင်စပွဲရှိမှာရက်ပြီးစင်းတီတုံးနဲ့ဟင်းချက်ထားကိုထုတ်လိုက်တယ်ပြည်ကြီးငါကောင်းကိုဖြတ်အလဲကပလတ်စတစ်လိုအယိုးနုကိုဆွဲထုတ်အပြင်ဘက်ကခရမ်းရောင်အမြေးပါးကိုခွာထုတ်စေရင်တန့်ရှင်းတဲ့စီးစင်းနေတဲ့ရေနဲ့ပဲဆေးရမယ်အချွဲတစ်စက်တောင်မကြံစေရဘူးကျမဓာတ်ကိုကင်ပြီးအလှဓာတ်ရပေးပုံကိုတရုပ်ပြလိုက်တယ်စောင်းပြီးလီအနက်ကအသားတစ်ခုလုံးရဲ့3ပုံ2ပုံအထိရှိရမယ်ပြက်လဲမပြက်စေရဘူးမတိမ်လုံးစေရဘူးအကွာဝေးက3မီလီမီတာကလန့်ဖြတ်နောက်တစ်ခေါက်ပြန်လီယူပန်းကဓာတ်ကိုယူပြီးပြည်ကြီးငါတကောင်ကိုကင်ကဓာတ်ကိုချလိုက်တယ်ပထမတစ်ချက်ကနှက်သွားပြီးတန်းပြတ်သွားတော့တူလန့်ပြီးလက်ကိုပြန်ရုပ်လိုက်တယ်ကျမမျက်နှာအမူအရာမပြတ်ပဲပြတ်သွားတဲ့ပြည်ကြီးငါကိုဖယ်လိုက်တယ်ဒါကကျမစရင်နဲ့ထည့်လိုက်မယ်ဆက်ပြီးလေ့ကျင့်ပါ2နာရီကြာပြီးနောက်ပြည်ကြီးငါအကောင်200လုံးကိုအကုန်ပြင်ဆင်ပြီးသွားပြီးတကောင်ချင်းစီရဲ့ဓာတ်ရအနက်ကအတူတူပဲဖြစ်ပြီးအရွယ်စားလဲညင်ရတယ်ယူပန်းကချွေးတုပ်လိုက်ပြီး sauce တုပ်ရမလားကျမစင်တီတုံးကိုညွှန်ပြပြီးမမအတုံးဆောင်အားလုံးကိုတန်ရှင်းအောင်ဆေးကြောပြီးတကားအပြင်ဘက်မှာသွားဆောင်ပါအပြင်မှာခုံရှိတယ်လူဖန်းကြောင်သွားပြီးမမဆူကျမ sauce ဆက်တာကူညီပေးဖို့မလိုဘူးလားကျမသူ့မျက်လုံးတွေကိုစိုက်ကြည့်ရင်လူဖန်းတီခန်းထဲကပင်လယ်စာပြင်ဆင်တဲ့အလုပ်အားလုံးကမမရဲ့အလုပ်ပဲဒါပေမဲ့ဟိုဘက်ကမိဖို့နားကိုတော့မမဘယ်တော့မှအနားမကတ်နဲ့ကျမ sauce ဆက်တဲ့အချိန်မှာမမတကားအပြင်မှာပဲရှိနေရမယ်ဒါကကျမရဲ့နောက်ဆုံးစီးပဲလူဖန်းနှက်ခမ်းကိုတစ်ချက်ကြိုက်ပြီးကျမနားလဲပါပြီလို့ကောင်းချင်းပြတယ်သူကားကိုတောင်အပြင်ကိုထွက်သွားပြီးလိတ်တကားကိုဆွဲချလိုက်တယ်တကားတေချာပိတ်သွားတာကိုအတီးပြုတ်ပြီးနောက်ကျမထောင်ကမိဖို့ရှိကိုရှောက်သွားပြီးကြောပိုးအိတ်ကိုဖွင့်ကဟင်းခတ်အမွေးကြိုင်73မျိုးပါတဲ့အထုပ်တွေနဲ့ဖန်ဘူးတွေကိုထုတ်ပြီးအလေးချိန်ချင်းမိမွေးက sauce ကိုစတင်ကြိုးချက်တော့တယ်လူဖန်းရှိလာတာကြောင့်ထုတ်လုပ်မှုကနှစ်ဆတိုးလာပြီးတဖုံးစားတောက်ဆိုင်ရဲမှယူမဥတွေကိုအစဉ်ပြေပြေလက်ခံနိုင်ခဲ့တဲ့နေ့တိုင်းမွန်းလွဲ2နာရီမှာလူဖန်းကကစွန်းကျော်ပြည်ကြီးငါအပွဲတရာကိုအိတ်တွေပြီးအပူထိန်မှုလက်ထည့်ပေးတယ်အဖိုးကိုဆုံးရဲ့လော်ရီကားလေးကတဖုံးရဲ့ဆိုင်ခွဲ3ဆိုင်ရဲ့မိဖို့ချောင်ကိုပို့ဆောင်ပေးဖို့ကူညီပေးတယ်ညဘက်ညဈေးရဲ့လက်လီအယောင်ကတော့ထုတ်ပိုးတာနဲ့ပတ်စံတိန်တာကိုတွဲဖက်လုတ်ကင်တာတပတ်တောင်မပြည့်သေးဘူး10နှစ်လောက်တွဲလာတဲ့အဖော်ဟောင်းတွေလိုအတွဲညီနေကြပြီးလက်ကုံပိုင်းတဖုံးစားတောက်ဆိုင်ရဲ့ကုန်တင်ကားလေးထွက်သွားခါစားမှာလူဖန်းကကြတန်းတိုက်နေတော့မဲ့ကျမဖုန်းကိုထုတ်ပြီးပတ်စံလွှဲပေးလိုက်တော့လူဖန်းရဲ့ဖုန်းကအကြောင်းကြားစာအတန်မီလာတဲ့သူဖုန်းကိုထုတ်ကြည့်ပြီးရုတ်တရက်ခေါင်းမော်လာကမမဆူရှင်လွှဲတာမှားသွားပြီးဘာလို့9500လွှဲလိုက်တာလဲမမပါဘူးကျမစရင်စာရွက်တရွက်ကိုစပွဲပေါ်တင်လိုက်တယ်အခြေခံလစာ6000ဒီလထဲမှာမမတရက်မှခွင့်မယူခဲ့ဘူးရက်မှန်ကြီး900တဖုန်းစားတောက်ဆိုင်ရဲ့မှာယူမှုတွေကိုအချိန်မီအနံနိုင်ခဲ့လို့ကော်မရှင်က1000လူဖန်းဖုန်းကိုကင်ထားပြီးလက်တွေတုံနေတဲ့သူ့မျက်ဝန်းတွေနီမြန်းလာပြီးမျက်ရည်20ကျန်းပြင်ပေါ်တန်းကနေကျလာတယ်မမဆူကျမရဲ့သမီးအငယ်ဆုံးလေးရဲ့မူကြိုကျောင်းလက်ခ3လလောက်ကျွေးတင်နေတာဆီယာမကနေတိုင်းလာတောင်းနေတာသူမျက်နှာကိုအုပ်ပြီးကျန်းပြင်ပေါ်မှာစောင်းကြောင်ထိုင်ကငိုချလိုက်တဲ့မျက်ရည်တွေကိုတုပ်ပြီးညဘက်ဆိုင်ထွက်ဖို့အတွက်ပစ္စည်းတွေပြင်ဆင်ရအောင်မယ်ကျမလျှောက်သွားပြီးသူ့ပုခုံးကိုပုတ်ပေးလိုက်တော့သူမျက်နှာကိုအားရပါရတုပ်ပြီးမတက်ရက်လိုက်တယ်မမဆူဒီတက်တော့ကျမမမနောက်ပဲလိုက်တော့မယ်တဖုံးစားတောက်ဆိုင်နဲ့ပူပေါင်းဆောင်ရွက်မှုတည်ငြိမ်သွားပြီးနောက်အခြားစားတောက်ကုန်လုပ်ငန်းရှင်တွေလည်းပစ္စည်းပေးသွင်းဖို့လာရောက်ဆွေးနွေးကြတယ်တွေးမဆူအမျိုးသားကစကားကိုမြန်မြန်ပြောတယ်ကျွန်တော်ကခြံနှုံးဝေတောက်ရဲ့လုပ်ငန်းလက်ပတ်ရေးဒရိုက်တာလီဝေးပါကျွန်တော်တို့ကရုံးဝန်ထမ်းတွေအတွက်နေ့လည်စာပါဆယ်ကိုအထူးပြုလုပ်တာပါမြို့ထဲမှာဆိုင်ခွဲ18ဆိုင်ရှိပါတယ်ကျမနာမည်ကတ်ကိုအိတ်ထဲထည့်လိုက်တယ်လီဒရိုက်တာလီဘယ်နှစ်တော့ဝယ်မလို့လေတရက်ကိုအပွဲ2000ကျမလန်နေတဲ့ရောက်မကခဏလောက်ရက်တန့်သွားတယ်ကျွန်တော်တို့ဈေးကွက်လေးလာရေးလုပ်ပြီးပါပြီမမရဲ့ကန်ဆုံးကျော်ပြည်ကြီးငါကတုံချမ်းမှာအရန်နာမည်ကြီးပါတယ်ကျွန်တော်တို့ရဲ့တွဲဖက်စာဟင်းထဲမှာပင်မဟင်းလျာအဖြစ်ထည့်ခြင်းလို့ပါဈေးနှုန်းကိုတော့တပွဲကိုရှေ့ရွယ်နှုန်းနဲ့တွက်ပေးနိုင်ပါတယ်တရက်အပွဲ2000ဆိုတော့နေ့တိုင်းပုံမှန်ဝင်ငွေ16000ရှိမှာပါမမစဉ်းစားပေးပါကျမမိအပူချိန်ကိုလျှော့လိုက်ပြီးกินထားတဲ့ပြည်ကြီးငါတွေကိုဘူးထဲထည့်ကအရှိကဧည့်သည်ကိုကမ်းပေးလိုက်တယ်ပြီးတော့ကိုဝင်ဆောင်အင်ဂျီကိုချွတ်လိုက်တယ်ယူဖန်းမမဝင်လှုပ်လိုက်ဦးကျမလီခွေးဘက်ကိုလှည့်ပြီးဒရိုက်တာလီကျွန်တော်တို့ဘေးနားသွားပြီးစကားပြောရအောင်လို့ပြောလိုက်တယ်ကျွန်တော်တို့ညဈေးစီမံခန့်ခွဲရေးရုံနောက်ကွင်းပြင်ကိုရှောက်သွားကြတယ်ဒရိုက်တာလီတရက်ကိုအပွဲ2000ရှိရွယ်နှုံးနဲ့ဆိုရင်ဒါကတလကိုကြက်9သိန်းနီးပါးရှိတဲ့မာယူမှုကြီးပဲကျမသူ့မျက်လုံးတွေကိုစိုက်ကြည့်တော့လီဝေးကပြုံးပြီးခေါင်းချင်းပြတယ်တထေးမဆူစိတ်လှုပ်ရှားသွားပြီဆိုတာကျွန်တော်သိပါတယ်ကျမညင်းပါတယ်လီဝေးရဲ့အပြုံးကမျက်နှာပေါ်မှာတောင်းကနေဖြစ်သွားပြီးသူ့မျက်မှောင်ကုတ်လိုက်တယ်တထေးမဆူကဈေးနေတယ်လို့ထင်ရင်ကျွန်တော်တို့တရွံ့ထပ်တိုးပေးလို့ရပါတယ်ကျမလက်ကိုဆန့်ထုတ်ပြီးလက်ချောင်းလေးတွေကိုစပြီးချိုးရည်တွက်လိုက်တယ်ဈေးနှုံးနဲ့မဆိုင်ပါဘူးပထမချက်ရှင်တို့ကပါဆယ်ကိုအဓိကလောက်တာပို့ဆောင်ရေးသမားကုန်ပစ္စည်းကိုယူပြီးဝယ်သူလက်ထဲရောက်ဖို့အဖြစ်ပြန်မြအချိန်ဘယ်လောက်ကြာလဲဒုတိယအချက်ရှင်တို့ရဲ့ပါဆယ်အပူထိန်မှုကဘာပစ္စည်းမျိုးစားနဲ့လုပ်ထားတာလဲတတိယအချက်ဝယ်သူကပါဆယ်ကိုရပြီးနောက်ပြန်မြမိနစ်ဘယ်လောက်ကြာမှဖွင့်စားကြတာလဲလီခွေးကြောင်သွားပြီးပုံမှန်ဆိုမိနစ်40လောက်ပို့ဆောင်ရပါတယ်အပူထိန်မှုကတော့ရိုးရိုးပါပဲဒါကကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုနဲ့ပါဆိုင်လို့လဲဆိုင်တာပေါ့ဘာလို့လဲဆိုတော့မိနစ်45ကြာပြီးနောက်ဝယ်သူစားရမှာကကစွန်းကျော်ပြည်ကြီးငါမဟုတ်တော့လို့ပဲကျမသူ့ကားကိုတန်းဖြတ်လိုက်တယ်ကစွန်းကျော်ပြည်ကြီးငါရဲ့အသက်ကမိဖို့ဘောကချခါစားပထမ9မိနစ်ကအပေါ်ရန်အကျွတ်လွှာလေးပဲအပူထိန်ဘူးထဲမှာမိနစ်45မိနစ်လောက်အုပ်ထားရင်အသားကပျော့သွားပြီး sauce ကညှိနှက်ထွက်ကခါတက်တက်ဖြစ်သွားလိမ့်မယ်ရှင်တို့ရဲ့ဝဲသူတွေကတခါစားပြီးတာနဲ့အစင်တက်မှတ်ချက်မကောင်းတာပေးကြလိမ့်မယ်ကျမသူ့ကိုစိုက်ကြည့်ရင်ရှင်တို့ရဲ့9.9ယွန်တန်တွဲဖက်စာကရောင်းမထွက်တော့ပဲရှင်တို့ရဲ့ဆိုင်ခွဲတွေကတာဝန်ကိုကျမစီလွှဲချကြလိမ့်မယ်ကျမရဲ့ရှောင်းမန်းပြည်ကြီးငါဆိုင်ဘုတ်ကရှင်တို့ရဲ့ပါဆယ်ပလက်ဖောင်းပေါ်မှာအမိုက်လိုအစဲခံရလိမ့်မယ်လီဝေးပါဇက်အဟောင်းသားဖြစ်သွားပြီးပြောစရာစကားမရှိဖြစ်သွားတယ်ဒါပေမဲ့ကျမစီမှာနောက်ထပ်အစီအစဉ်တစ်ခုရှိသေးတယ်ကျမအိတ်ထဲကနေဖုန်းကိုထုတ်ပြီးမင်းညကကျမရေးထားတဲ့မက်ဆုတို့တစ်ခုကိုဖွင့်ပြီးသူ့ကိုပေးလိုက်တယ်လီဝေးကယူပြီးညံ့ညံ့ဖြတ်ကြည့်လိုက်တယ်ကျမအချောထဲမပေးဘူးကျမအကျန်းထဲတဝက်တစ်ပြက်အချောထဲပေးမယ်ပြည်ကြီးငါအားလုံးကိုကျမစီမှာဓာတ်ရပေးပြီး
အေးခန်းကားနဲ့နေတိုင်းမနက်တိုင်းရှင်တို့ရဲ့19ဆိုင်ရဲ့မိဖို့ချောင်းကိုအတီးတီးပို့ပေးမယ်ကျမရဲ့လှိုးဝက် sauce ကိုတော့စားတောက်ကုန်စက်ရုံမှာ9 gram စီပါတဲ့လေစုပ်အိတ်သေးလေးတွေဖြစ်အငှားထုတ်ပို့ခိုင်းမယ်ပြည်ကြီးငါတတုပ်ကို sauce တအိတ်နှုံးပေါ်ရှင်တို့ရဲ့19ဆိုင်ရဲ့မိဖို့ချောင်းမှာတော့စွမ်းအားမြင့်လျှက်စစ်တဲ့အိုးတို့မဟုတ်တံပြားတစ်ချောင်းမဲ့လိုအပ်တယ်မှယူမှုရတာနဲ့ဝန်ထမ်းတွေကအေးခံထားတဲ့ပြည်ကြီးငါအစိမ်းကိုအပေါ်တင်30စက္ကန့်အတွင်းတစ်ဖက်လန် sauce တအိတ်ညှစ်တဲ့စက္ကန့်40အတွင်းမိဖို့ပေါ်ကချပြီးဘူးထဲထည့်ဒီလို့ဆိုရင်မိဖို့ပေါ်ကချချိန်ကနေဝဲသူပစက်ထဲရောက်ချိန်ထိအချိန်ကိုအနည်းဆုံးဖြစ်အောင်ချုပ်နိုင်ပြီးအရသာကကျမစီမှာစားရတယ်လို့ထပ်တူကြနေလိမ့်မယ်လီဝေးဖုန်းကိုကင်ထားတဲ့လက်ကတင်းကျပ်သွားတယ်သူကျမကိုကြည့်တဲ့အကြည့်ကခုနကအထက်စီးဆန်တဲ့အကြည့်ကနေအံ့ဩတုန်လှုပ်တဲ့အကြည့်ဖြစ်ပြောင်းလဲသွားတယ်တတိမဆူမမကမိဖို့ချောင်းရဲ့လုပ်ငန်းစဉ်အထိအကုန်စဉ်းစားထားတာလားကျမကပစက်ထဲရောက်တဲ့အစားအစာအရသာရှိမရှိကိုပဲဂရုစိုက်တာပါကျမဖုန်းကိုပြန်ယူလိုက်တယ်အကျန်းထဲပစ္စည်းအစိမ်းနဲ့ sauce အိတ်ကကုန်ကြစရိတ်ပိုတက်တာတယ်ကျမတပွဲကို9ရွန်နဲ့ပေးမယ်ရှင်သဘောတူရင်မနေ့ပြန်စစာချုပ်ယူခဲ့ပါလီဟွေးအသက်ကိုပြင်းပြင်းရှူပြီးညာလက်ကိုဆန့်ထုတ်လိုက်တယ်ပူပေါင်းဆောင်ရွက်မှုအဆင်ပြေပါစေစုဥက္ကဋ္ဌစုမွန်းလွဲ2နာရီကားကိုတောင်လုပ်ငန်းခွင်အပူချိန်က35ဒီဂရီကားကိုတောင်ထဲမှာအဲယာကိုမရှိဘူးပန်ကာကြီးတစ်လုံးပဲမှုတ်နေတဲ့ကျန်းပြင်ပေါ်မှာအပြာရောင်ပလတ်စတစ်ချအင်းတောင်ကြီး9လုံးချထားတဲ့လူဖန်းကစင်တီတုံးရှိမှဓာရတွေကိုတွတ်တွတ်လက်လက်လီးနေတဲ့သူ့ရဲ့ချွေးတွေကကြောဘက်ကအင်ဂျီကိုလုံးဝဆိုးရွှဲစေခဲ့ပြီးချမ်းတုံးဝေတောက်ရဲ့အပွဲ2000မှာယူမှုကြီးကိုလက်ခံကြတဲ့ကသူနေ့တိုင်းမနက်အစောကြီး3နာရီမှာအလုပ်လာလို့ရတယ်မမစုအပွဲ2000လီးလို့ပြီးပါပြီအေးခန်းက3နာရီခွဲမှရောက်တော့မှမြ мян အိတ်ထဲထည့်ပြီးလေစုပ်ထုတ်လိုက်ရအောင်လူဖန်းသားကိုချလိုက်တော့ကျမလျှောက်သွားပြီးအစုံဆုံးကချင်းတောင်းတစ်ခုကိုဆွဲယူလိုက်တယ်အဲ့ဒီထဲမှာအပေါ်ဆုံးအလွာကပြည်ကြီးငါးသားတွေရှိနေတယ်ကျမတကောင်ကိုလှမ်းယူပြီးပြည်ကြီးငါးမျက်နှာပြင်ပေါ်ကကက်လန့်ဖြတ်ဓာရတွေကိုလက်နဲ့ဆန်းကြည့်လိုက်တော့အရန်တိတ်နေတယ်ကျမနောက်တကောင်ကိုထပ်ယူပြီးဖြတ်ပိုင်းကိုလှမ်းကြည့်လိုက်တော့ဓာရကပြည်ကြီးငါးအသားထူရဲ့3ပုံတစ်ပုံပဲရောက်သေးတယ်ကျမလက်ထဲကပြည်ကြီးငါးကိုချင်းတောင်းနဲ့တန်းပစ်ထည့်လိုက်တယ်ဖက်ဆိုတဲ့အတန်နဲ့အတူဒီချင်းတောင်းကိုပြန်ဖက်အကုန်လုံးပြန်လီကျမချအင်းတောင်းကိုညွှန်ပြတော့လူဖန်းကြောင်သွားပြီးသူလျှောက်လာပြီးတကောင်ကိုယူကြည့်ကမှမဆူဒီဓာရကနည်းနည်းလေးတိမ်သွားတာပါဒါပေမဲ့စားလို့ရတာပဲကိုမထိခိုက်ပါဘူးဒီနေ့မှယူမှုကအရန်များလုံးလို့ကျမသားတကောင်ချင်းစီဖြည်းဖြည်းချင်းလှိနေရင်လုံးဝပြီးမှမဟုတ်ဘူးဝယ်သူတွေလည်းစားရင်တိမှမဟုတ်ပါဘူးကျမသိတယ်ကျမသူ့ကိုစိုက်ကြည့်ရင်အတန်ကိုမြင့်မပြောပေမဲ့စကလုံးတွေကိုပြက်ပြက်တတပြောလိုက်တယ်မမဆူအေးခန်းကချက်ချင်းရောက်တော့မှဒီအကောင်200ကိုအေးခဲပစ္စည်းအစ်စ်ပြန်ထုတ်ပြီးရေခဲဖြော်ရင်အချိန်ကလုံးဝမမီတော့ဘူးဒီနေ့ပစ္စည်းနောက်ကျမှအဲ့ရင်ဒဏ်ငွေဆောင်ရလိမ့်မယ်လူဖန်းစိုးရင်တကြီးဖြစ်ပြီးကိုဝင်ဆောင်အင်ဂျီအနာတက်ကိုစုပ်ကင်ထားတယ်ကျမလိတ်တကားဘေးကိုရှောက်သွားပြီးနေရံပေါ်ကခလုတ်ကိုနှိပ်လိုက်တော့လိတ်တကားကဝုန်းဝုန်းတိုင်းတိုင်းနဲ့ကျလာပြီးကားကိုတောင်ထဲမှာမှောင်မဲသွားတယ်လူဖန်းကျမသူ့ရှိကိုရှောက်သွားပြီးကျမဘာလို့ကြက်လီဝါကိုတွန်းလှန်နိုင်ခဲ့လဲမမတီလာဘာလို့လဲဆိုတော့သူကဟင်းခတ်အမွေးကြိုင်တွေကိုဖြစ်တယ်လို့လုပ်ရင်လည်းဧည့်သည်တွေစားရင်မသိနိုင်ဘူးလို့ထင်ခဲ့လို့ပဲသူကအပူချိန်နည်းနည်းလိုအပ်တာကိုလည်းဧည့်သည်တွေစားရင်မသိနိုင်ဘူးလို့ထင်ခဲ့တယ်ကျမစင်းတီတုံးကိုညွှန်ပြပြီးမမရဲ့ဒီဓာရက3ပုံတစ်ပုံပဲနဲ့တယ်ဒီတော့ဒီဂရီ200ရှိတဲ့အပူချိန်မြင့်တံပြားပေါ်တင်လိုက်ရင်ရင်းကကွေးကောက်လာမှာမဟုတ်ဘူးရင်းတံပြားနဲ့ထိတွေ့တဲ့ area ကတဝက်လောက်ရောနေသွားလိမ့်မယ်ဒီအသားပိုင်းကမချက်ဖဲတွဲလောင်းဖြစ်နေပြီးဧည့်သည်တွေပါဆက်ထဲဝါလိုက်ရင်ရာဘာကိုဝါနေရတယ်လို့ဖြစ်လိမ့်မယ်လူဖန်းပါဇက်အဟောင်းသားဖြစ်သွားပြီးနဖူးကချွေးတွေကပါပြင်တိုင်းစီးကြလာတယ်ကျမအိတ်ထဲကနေဖုန်းကိုထုတ်ပြီးအဖိုးအိုဆွန်းရဲ့ဖုန်းကိုခေါ်လိုက်တယ်အကိုဆွန်းအခုချက်ချင်းပြည်ကြီးငါအဆူအလက်စားနှစ်ချင်းတောင်းပို့ပေးပါမြင်မြင်လုပ်ပေးပါဖုန်းချပြီးနောက်ကျမလက်တောင်ပန်တွေကိုပင့်တင်ကစင်းတီတုံးပေါ်ကအရန်ဟင်းချက်သားကိုကိုင်းလိုက်တယ်ဒီတတုပ်ပစ္စည်းနောက်ကျလို့ပေးရမယ့်ဒဏ်ငွေကိုကျမစိုက်ထုတ်မယ်ကျမသူ့ကိုကြည့်ပြီးဒီချင်းတောင်းပျက်စီးသွားတဲ့ပြည်ကြီးငါးတွေကိုကျမရဲ့ကုန်ကြစရိတ်ထဲထည့်လိုက်မယ်လူဖန်းတနေရာထဲမှာတင်ရက်နေပြီးသူ့မျက်ဝန်းတွေမိမြန်းကနှုတ်ခမ်းကိုတင်းတင်းစီထားတဲ့သူရုတ်တရက်လှည့်လိုက်ပြီးရှင်စိုက်ထုတ်เสียရမလိုပါဘူးဒီတတုပ်ပစ္စည်းကိုကျမရဲ့လာစာထဲကပဲနှုတ်လိုက်ပါလူဖန်းစင်းတီတုံးကိုအားရပါရပို့ဆေးလိုက်တယ်ဒဏ်ငွေလဲစောင်းစရာမလိုဘူးကျမလှိနိုင်ပါသေးတယ်မိုးလွဲ3နာရီခွဲမှာအဖိုးအိုဆုံးကပစ္စည်းအစ်စ်တွေပို့လာတယ်ကျမတို့2ယောက်စင်းတီတုံးရှိမှမျက်နှာချင်းဆိုင်ရက်ပြီးဟင်းချက်သားကစင်းတီတုံးနဲ့ထိတွေ့တဲ့တောက်တောက်ဆိုတဲ့အတန်ကိုပဲကြားရတော့တယ်တစ်ချက်ချင်းစီကပိုးလဲမပိုးဘူးလျော့လဲမလျှော့ဘူးကွက်တီ3ပုံ2ပုံအနက်ပဲဖြစ်တဲ့အဲ့ဒီနေ့ကစပြီးလူဖန်းတစ်ချက်4တောင်တိမ်အောင်မလီတော့ဘူးနောက်ပိုင်းရှောင်းမတ်စားတောက်ကုန်လုပ်ငန်းကနေတိုင်းထုတ်ကုန်ပမာဏအပွဲ2000အထိရောက်ရှိလာတဲ့အခါထုတ်လုပ်မှုလိုင်းပေါ်ကအရေးသွေးစစ်ဆေးရေးစံနှုန်းကတော့လူဖန်းတက်မှတ်ခဲ့တဲ့ဒီ3ပုံ2ပုံဓာရပဲဖြစ်တယ်လာပြည့်နှစ်ဆန်း1ရက်နေ့မှာညဈေးပိတ်တယ်ကျမလာပြည့်နှစ်ဆန်း1ရက်နေ့ကနေ3ရက်နေ့အထိနာပြီး4ရက်နေ့မှာပုံမှန်ဆိုင်ပြန်ထွက်မယ်ပျော်ရွှင်ပွဲနှစ်တကူပါကြီးညာချက်ရဲ့ကွက်လက်နေရာမှာတူတူကကောက်ကောက်ကွေးကွေးပြည်ကြီး9ပုံ2ပုံကိုထပ်ဆွဲထားပြန်နေဆွဲတာကလွန်ခဲ့တဲ့တစ်နှစ်ကထက်အများကြီးတော်လာပြီးပချီတင်တန်းတက်ရကျိုးနှက်ပါတယ်အဲ့ဒီနေ့ညကကျမထမင်းမချက်ဘူးကျမတူတူနဲ့လူဖန်းမိခင်နဲ့တမီး3ယောက်လုံးကိုခေါ်ပြီးအပြင်မှာသွားစားကြတဲညစီပေးနာကစားတောက်ဆိုင်လေးတစ်ဆိုင်မှာစပွဲအပြည့်ဟင်းပွဲတွေမှာလိုက်တယ်လူဖန်းရဲ့တမီး2ယောက်ကတူတူနဲ့တက်တူရွယ်တူလောက်ပဲရှိတာကြောင့်ကလေး3ယောက်စုမိပြီးစူညံပွက်လော်ရိုက်နေကြတယ်လူဖန်းတစ်နှစ်ပတ်လုံးပင်ပန်းသွားပြီးသူ့ခွက်ကိုမလိုက်တော့သူ့မျက်ဝန်းတွေနည်းနည်းမြင်မြန်းလာတယ်မမဆူကျေးဇူးတင်ရမှာကကျမပါမနစ်ကဒီအချိန်တုန်းကကျမ9ဆိုင်မှာ9ပုံနေလုံးပဲတစ်လကို2500ပဲရတာကလေး2ယောက်ရဲ့ကျောင်းကားခါတော့မပေးနိုင်ခဲ့ဘူးသူကောင်းကုန်ပြီးမျက်ရည်ကိုတစ်ချက်တုတ်ကပြုံးလိုက်တယ်အခုတော့အဆင်ပြေသွားပါပြီကျမအိတ်ထဲကနေစားအိတ်တအိတ်ထုတ်ပြီးသူ့ရှိကိုတွန်းပေးလိုက်တော့သူဖွင့်ကြည့်ပြီးကြောင်သွားတယ်မမဆူဒါကမမရဲ့ဒီနေ့အတွက်နှစ်ကုံဘောနက်ပါစုစုပေါင်းငွေသား3000ရွန်ပါကျမသူ့ကိုကြည့်လိုက်တော့လူဖန်းရုတ်တရက်ထိုင်ကုန်ပေါ်ကနေဝုန်းကနေထွက်လိုက်တဲ့တူတူကစပွဲအနာတက်နဲ့တိုက်မိပြီးစပွဲပေါ်ကပကံပြအချို့ကတိုက်မိတဲ့အတန်ကျဲကြီးထွက်လာတယ်3000မမဆူဒါမဖြစ်တင်ဘူးကျမနေတိုင်းအခြေခံလာစာ6000ရနေတာပဲကော်မရှင်ကိုလည်းလာတိုင်းမမကအချိန်မီလွှဲပေးနေတာပဲကျမဘလို့လုပ်ပြီးတော့3000ရွမ်နှစ်ကုံဘောနက်ကိုထပ်ယူရမှာလဲဒီပတ်စံကိုကျမလုံးဝယူလို့မရပါဘူးမေလူဖန်းအန်တီငိုနေတယ်ဘေးနာကတူတူကခေါင်းပြူကြည့်ပြီးသူမငိုပါဘူးသူပြောနေတာလူဖန်းဖူးခနဲရဲချလိုက်ပြီးမျက်နှာကိုတုတ်ကမမရဲ့သားလေးကနှုတ်ချိုလိုက်တာအဲ့ဒီနေ့ညကထမင်းစားပြီးအိမ်ပြန်လမ်းမှာတူတူကကျမလက်ကိုဆွဲပြီးအရှိကနေရှောက်သွားတယ်လမ်းမိတိုင်ကကျမတို့2ယောက်ရဲ့အရေးကိုအရှိကြီးဆွဲထားတယ်မေအင်း
မေမေကလူဖန်းအန်တီကိုဘောနတ်3000ပေးလိုက်တယ်နော်ဒါဆိုမေမေကိုယ်တိုင်တွေ့ကြဘယ်လောက်ပေးလဲကျမခဏလောက်စဉ်းစားပြီးမပေးဘူးဘာလို့လဲဆိုတော့မေမေကမိမိကိုပေးစရာမလိုလို့ပေါ့မေမေရှာတဲ့ပတ်စံတပြားစီတိုင်းကတားနဲ့ဒီအိမ်အတွက်ပဲဖြစ်လို့ပါဒါဆိုဒါနောက်ကြရင်ပတ်စံရှာနိုင်ရင်ပထမဆုံးမေမေကိုပေးမယ်ကျမကောင်းကုန်ပြီးသူ့ကိုကြည့်လိုက်တော့လမ်းမီကသူ့မျက်နှာပေါ်ဖြာကျနေတယ်နှာခေါင်းလေးကအေးလို့နေပေမဲ့မျက်လုံးလေးတွေကတော့တောက်ပနေတယ်ကောင်းပါပြီမေမေစောင့်နေမယ်နှစ်တကူပြီးအလုပ်ပြန်စားတဲ့ပထမဆုံးနေ့မှာကျမအလုပ်တစ်ခုလုပ်ခဲ့တယ်စည်ရင်းစစ်ဌာနလုပ်ငန်းမပုံတင်ရုံကိုတွားပြီးကုမ္ပဏီတစ်ခုမပုံတင်ခဲ့တယ်ကုမ္ပဏီနာမည်ကအရန်ရုပ်ရှင်ပါတယ်ရှောင်းမတ်စားတောက်ကုမ္ပဏီမိတက်မပုံတင်တဲ့နေ့ကကျမရုံးခန်းမကြီးရဲ့ကောင်တာရှိမှရက်ပြီးလက်မှတ်ထိုးလက်ပွေနှအိတ်ကလုပ်ငန်းလိုင်စင်ကိုရရှိခဲ့တဲ့လိုင်စင်ပေါ်ကစာတမ်းလေးကိုကြည့်ပြီးတရားဝင်ကိုယ်စားလှယ်ဆူရှောင်းမန့်ဆိုတဲ့စာတမ်းလေးကိုလက်နဲ့တုပ်လိုက်တယ်လွန်ခဲ့တဲ့တစ်နှစ်ကကျမကအထက်ချုပ်စက်ရုံကနေအလုပ်ထုတ်ခံရတဲ့အမျိုးသမီးအလုပ်သမားတဦးဖြစ်ခဲ့ပြီးလွန်ခဲ့တဲ့ရာသီဝက်6လကတော့ညစီရဲ့အစုံဆုံးမှာအိုးတလုံးချထားတဲ့ကုမ္ပဏီရဲ့တရားဝင်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ကုမ္ပဏီမပုံတင်ပြီးနောက်ကျမပထမဆုံးလုပ်ခဲ့တဲ့အလုပ်ကတော့ညစီကိုပြန်သွားပြီးစိုင်းထွက်တာပါပဲဖြောကျဲအမဖြောကကျမကိုမြင်တာနဲ့လှမ်းអော်တယ်ဟောဆူဥက္ကဋ္ဌဆူလာပြီပဲကျမသူ့ကိုမျက်စောင်းထိုးပြီးတော်ဆန်းပါမမအတွက်ပြည်ကြီးငါးနှစ်တုတ်ချန်ထားပေးတယ်တန်ပြားကိုအပူပေးပြီးပြည်ကြီးငါးကိုတင်လိုက်တယ်ဇီးဆိုတဲ့ဒီအတန်ကိုကြားရတာတစ်နှစ်ရှိပြီကျမအချိန်ပေါင်းတောင်းချီကြားပူပေမဲ့တခါမှမငင်းငွေ့ခဲ့ဘူး sauce တုတ်တစ်ဖက်လန်မီးဘောကချချက်သွန်ဖြူမယုတ်တီ sauce ရဲ့အမွှေးနှံကလေးလူထဲမှာပြက်လွင့်သွားပြီးတန်းစီနေတဲ့ဧည့်သည်တွေကအရှိကိုတလန်းတိုးလာကြတယ်လွန်ခဲ့တဲ့တစ်နှစ်ကအဲ့ဒီညတုန်းကလို့ထပ်တူပါပဲစိုင်သိမ့်ပြီးနောက်ကျမမိမိရဲ့လဲလေးကိုတွန်းပြီးအရှိကိုဆက်လျှောက်သွားတယ် sauce ကြိုပြီးပြီလားကြိုပြီးပြီတစ်ပတ်စာလောက်ပါတယ်အင်းဒါဆိုလဲပြီးတာပဲအတန်ကတဖြည်းဖြည်းတင်းငယ်သွားပြီးပြန်အိပ်ပျော်သွားပြန်တယ်ဆူရှောင်းမက်တစ်ချက်ပြုံးလိုက်ပြီးသူ့ကိုတင်းတင်းလေးဖတ်ထားလိုက်တယ်ညလေကတိုက်ခတ်လာပြီးຫນွေဦးအစောပိုင်းရဲ့အေးတက်ကိုတဲဆောင်လာတယ်လို့တန်ပြားပေါ်မှာကြက်ရှိနေတဲ့ချက်သွန်ဖြူ sauce ရဲ့အမွှေးနှံတင်းလေးကိုလည်းတဲဆောင်လာတဲ့လူနေတိုင်ရင်ဝင်းတကားထဲဝင်လိုက်တော့နောက်ွယ်ကလမ်းမီတိုင်ကလင်းနေတော့မဲ့ဖြိုချေကအဝေးကနေလှမ်းအောင်ပြောတယ်ရှောင်းမက်မနှက်ဖြန်မှာတွေ့မယ်လှည့်မကြည့်ပေမဲ့အတန်ထဲမှာအပြုံးတွေပါဝင်နေတဲ့အဖြူရောင်စားတောက်ကုန်လက်ကလေးကလမ်းမီတိုင်ရဲ့အစုံမှာပျောက်ကွယ်သွားတယ်မီဆိုင်ကတော့မပိတ်ရသေးဘူးအဖြူရောင်အလင်းတန်းကမှောင်မဲနေတဲ့ညထဲမှာတစ်ဖြက်ဖြက်လင်းထိန်နေတာကဘယ်တော့မှမငိမ့်သက်နိုင်တဲ့ကြေတပွင့်လိုပဲဇလန်းလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ဦးဒေါ်ကိုမမညီလေးညီမလေးတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာကျွန်တော်တို့ channel ကနေအခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းကောင်းတွေကိုနေ့စဉ်အကောင်းဆုံးတင်ဆက်ပေးနိုင်အောင်ကြိုးစားသွားမှာမို့နောက်ထပ်ဗီဒီယိုအသစ်တွေကိုမလွတ်တမ်းကြည့်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ page နဲ့ channel လေးကို like follow နဲ့ subscribe လုပ်ထားပေးကြပါဦးနော်ဒီနေ့ဇလန်းလေးအပေါ်ပရိသတ်တို့ရဲ့အမြင်တွေကိုလည်း comment မှာမှတ်ချက်လေးတွေရေးခဲ့ပေးဖို့မမေ့နဲ့အောင်တော်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေဗျာနောက်ထပ်ဇလန်းကောင်းတွေနဲ့ပြန်ဆောင်ကြမယ်တက်တာ